ဟုတ်ပါပြီဒီကနေ့ကျမတို့ရဲ့ဒီခေါင်းစဉ်လေးကခုနတုန်းကဟာဟာတွေပေးတဲ့သူတွေလက်မမြောက်တဲ့သူတွေအတွက်အဓိကဖြစ်ပါတယ်လို့နော်မိတ်ဆက်ချင်းအနေနဲ့ခဏလေးမိတ်ဆက်ချင်တာကကျမတို့ဒီအစီအစဉ်လေးကိုဥဆောင်ပေးမဲ့သူကစာအုပ်ရေးသားတဲ့သူတွေဖြစ်ပါတယ်ကျမကခြေစင်းမဲ့ပြောမှာဖြစ်ပါတယ်လားရေးယူလားရေးတယ်လားသူတို့ကပုံမှန်တော့မြင်နေရတယ်ကျမကတော့ခြေစင်းအနေနဲ့ဖြစ်တယ်ဆ iam မယူယူကကြတော့ဒီပုံမြင်ရေးသားခြင်းဒီစာအုပ်ရေးသားခြင်းကိုဥဆောင်တဲ့သူဖြစ်တယ်သူနဲ့အတူတူရေးသားပေးတဲ့သူတွေဆ iam မဧပြီဆ iam မဧပြီမတရဆ iam မဧပြီပါပါတယ်လိုင်းပေါ်ကနေပါလာမသိဆ iam မခုံလန်းဝုံဆ iam မပေါ်လင်းစပယ်ပြီးလို့ရှိရင်ဆ iam မမူမူတက်ရောက်ပြီလားဆ iam မမူမူတက်ပြီးလို့ရှိရင် who else ဆ iam မနေချီသူတို့တွေကရေးသားပြုစုထားတာဖြစ်ပါတယ်ဆ iam မမေယူအောင်ကခေါင်းစဉ်ထဲမှာယူထားတယ်သူကတော့အပြီးမတက်နိုင်ဘူးနော်အဲ့လိုမျိုးလေးရှိပါတယ်လို့ကျမကတော့ဒီခြေစင်းအပြိုးအနေနဲ့ဒါမိတ်ဆက်မှာဖြစ်ပြီးတော့မှဒီနောက်ပိုင်းကိုကြတော့ဆ iam မတယူဝင်းကနေပြီးတော့မှဥဆောင်သွားမှာဖြစ်ပါတယ်ပုံမြင်ထဲမှာပါဝင်တဲ့အချက်ဗန်တဲ့ချက်လဲ14ချက်နော်နီးပေါင်း14နီးကိုဆ iam မတယူဝင်းကနေပြန်ပြီးမှ sharing လုပ်သွားမှာဖြစ်ပါတယ်လို့ပုံမြင်လို့ပြောလိုက်လို့ရှိရင်ပုံမြင်ကိုချစ်တဲ့လူမကြိုက်တဲ့လူဘူးမှမရှိဘူးနော်ကလေးဘွားတဲ့နေပုံမြင်ကိုကျမတို့ကနှစ်သက်မြတ်လို့ပြတယ်ဟုတ်ကဲ့အင်္ဂလာပါရှင်ဒီလောက်တွေ့ဘူးငါထိတ်ကြီးတွေအတွက်ငါထိတ်ကြီးတွေဟိုတက်တာမှထိုင်နေတာရေပါလေတောက်လို့ရပါနော်ဒီတောက်ဟုတ်ကဲ့ပါကျမတို့ပုံမြင်လို့ပြောလိုက်လို့ရှိရင်ကြည်နူးမှုတွေပျော်ရွှင်မှုတွေအကုန်လုံးပါတယ်ပေါ့နော်ပုံပြင်ကအနှစ်သာရအများကြီးပါတယ်ကျမတို့ရဲ့ဖွံ့ဖြိုးမှုမှာပုံပြင်ကအရေးကြီးတဲ့အစိတ်ပိုင်းကနေပါဝင်တယ်ပုံပြင်နားမထောင်ခဲ့ရတဲ့ကလေးတွေကဘဝမှာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်နော်မိဘတပွဲပဲပေါ့နော်ပုံပြင်ကမိဘတပွဲပဲကျမတို့မိဘနဲ့အတူတူမရှိပေမဲ့ပုံပြင်ကရလိုက်တဲ့အချက်တွေကကျမတို့တစ်သက်လုံးကိုဘာဆိုးတယ်ဘာကောင်းတယ်ဘယ်လိုလုပ်တင်တယ်ဘယ်လိုမလုပ်တင်ဘူးဆိုတော့စာရိတ္တပိုင်းဆိုင်ရာရောဝေဖန်ပိုင်းခြားခြင်းပိုင်းဝေဖန်ပိုင်းခြားသုံးသက်ခြင်းပိုင်းဆိုင်ရာရောကျမတို့ကိုပဲ့ပြင်သွားတာပေါ့နော်ပုံပြင်များနားထောင်ကြရတဲ့ကလေးကအများကြီးဆုံးမစရာလည်းမလိုတော့ဘူးပြီးလို့ရှိရင်တခြားအကျိုးကျေးဇူးတွေလည်းအများကြီးရှိတယ်အဲ့တော့ပြောကြည့်ရအောင်ပုံပြင်နားထောင်တဲ့အခါမှာဘာအကျိုးကျေးဇူးတွေရတယ်သိကြပြီဘူးသိလို့ရှားတယ် concentration ကောင်းတယ်အာယုံစူးစိုက်မှုကောင်းတယ်ဟုတ်အဲ့ဒါအရေးကြီးဆုံးပဲပေါ့နော်ပုံနားမထောင်ခဲ့တဲ့ကလေးတွေကအာယုံစူးစိုက်မှုမကောင်းဘူးဒါပေမဲ့ဒီနေ့ပုံမြင်ပြောတဲ့အခါမှာဘာအခက်အခဲတွေရှိတယ်လဲလို့ပြောတဲ့အခါမှာကလေးတွေအာယုံမစူးစိုက်နိုင်ဘူးဆိုတဲ့အချက်အများဆုံးဖြစ်နေတယ်ဒါတွေကလည်းပဲအကြောင်းရင်းအများကြီးရှိမယ်ကျမကတော့ဒီအရှိပိုင်းမှာအပြိုးလေးအနေနဲ့ကျမပါဝင်မှာဖြစ်ပါတယ်လို့ဒီခုနပြောတဲ့အတိုင်းပဲပုံမြင်ပြောချင်းမှာအကျိုးကျေးဇူးတွေအများကြီးပါတယ်စိတ်ကူးစိတ်တန်းတွေပေါ့နော်စိတ်ကူးစိတ်တန်းတွေကိုကောင်းစေတယ်နားထောင်မှုနဲ့ဘာသာစကားစွမ်းရည်တွေကောင်းစေတယ်ပျော်ရွှင်မှုပုံနားထောင်တဲ့အခါမှာမပျော်တဲ့ကလေးဘာမှမရှိဘူးပြီးအနားယူရတယ်လို့ပဲပေါ့နော်သူတို့အလုပ်တွေကစားတွေကဘုံစားအမျိုးမျိုးပင်ပန်းထားပြီးနားယူဖို့လိုတယ်ဒါပေမဲ့သူတို့အနားယူဖို့လိုမှန်းကိုသူတို့ကမသိဘူးပုံနားထောင်တဲ့အချိန်မှာကတော့ခန္ဓာကိုယ်လည်းအနားရတယ်စိတ်လည်းအနားရတယ်ပျော်လည်းပျော်တယ်ပေါ့နော်ပုံမြင်ကအရင်စောမကားတွေအများကြီးကြီးတယ်ပုံမြင်ကနေရတဲ့အကျိုးကျေးဇူးတွေကပြောလို့မကုန်နိုင်ဘူးပေါ့နော်ဝေါဟာရဘာသာစကားကြွယ်ဝတာလည်းပဲဒီအဓိကပေါ့နော်ဒီဘာသာစကားကြွယ်ဝတယ်စိတ်ကူးတွေဖန်တီးနိုင်စွမ်းတွေစိတ်ခံစားမှုနော်ကိုယ့်ရဲ့စိတ်ခံစားမှုကိုနားလည်တယ်သူတစ်ပါးရဲ့စိတ်ခံစားမှုကိုသူတစ်ပါးကိုလည်းပဲနားလည်လာတယ်ကိုချင်းစာတရားတွေပို့ရှိလာတယ်
ဆရာနဲ့ကလေးကြားမှာနှွေးထွေးတဲ့ဆက်ဆံရေးတွေပို့ပြီးရှိလာတယ်စသဖြင့်ပေါ့နော်ဒီပုံမြင်ကနေရတဲ့အကျိုးကျေးဇူးတွေကကျမတို့မှာအများကြီးရှိတယ်ပုံမြင်တဲ့ဘုတ်ကကလေးတစ်ယောက်အတွက်နော်စကလုံးတစ်များစွာကိုတင်ပေးနိုင်တဲ့အကောင်းဆုံးဆရာတို့ဖြစ်တယ်ဒါကြောင့်မလို့ဘယ်မိဘပဲဖြစ်ပါစေဘယ်ဆရာပဲဖြစ်ပါစေနေ့တိုင်းပုံမြင်ပြောနေဖို့လိုတယ်ညမိဘတစ်ယောက်ဆိုလို့ရှိရင်ညတိုင်းကလေးကိုပုံမြင်ပြောရမယ်ပုံမြင်မပြောဘူးပုံစာအုပ်မဖတ်ပြဘူးဆိုလို့ရှိရင်ဒီကလေးကအရင်သူ့ရဲ့ဖွံ့ဖြိုးမှုအတွက်အရင်ဆုံးရှုံးတယ်မိဘနဲ့ကလေးကြားမှာစိတ်ချင်းဆက်သွယ်မှုစသဖြင့်တန်ရောစင်ရောအကုန်လုံးပေါ့နော်အားလုံးမှာကလေးတွေဆုံးရှုံးနေတာမျိုးအများကြီးရှိတယ်နေ့တိုင်းပုံမြင်ပြောရမယ်နော်ဒီထဲမှာရှိကြလားပုံမြင်နေ့တိုင်းညတိုင်းပြောတဲ့လူဒီမှာတက်တယ်မှာအဲ့ပုံလေးတစ်ချက်လုပ်ခဲ့တက်တယ်လေးလုပ်ခဲ့တက်တယ်လေးဆောင်းနေကျမတို့ကလေးပြုစုဆောင်ရှောက်သူတွေပေါ့နော်မိဘဆိုရင်လည်းပဲမိဘအလျောက်ကလေးတွေကိုနေ့တိုင်းပုံမြင်ပြောတဲ့သူဖြစ်ရမယ်ဆရာမဆိုလို့ရှိရင်လည်းနေ့တိုင်းပုံမြင်နေပြောတဲ့သူပေါ့နော်ဒါကကျမတို့ရဲ့တာဝန်ဝတ္တရားဖြစ်တဲ့ပုံမြင်ကနေပြီးမှကလေးတွေကအကျိုးကျေးဇူးတွေအများကြီးရစေတယ်ဒီမှာအုံနောက်ဖွံ့ဖြိုးမှုအုံနောက်ရဲ့အာယုံကြောတွေထဲမှာပုံမြင်နားထောင်နေတဲ့အချိန်မှာကလေးစီမှာစက်တယ်မှုတွေလမ်းကြောင်းတွေအများကြီးဖြစ်ပေါ်တယ်နော်ဒီအုံနောက်လုံဆောင်မှုကအဓိကအားဖြင့်ပုံမြင်ကနေကလေးတွေကအများအုံနောက်ရဲ့စက်တယ်မှုလမ်းကြောင်းတွေကိုအများကြီးဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ကျမတို့ကကလေးဖွံ့ဖြိုးစုပြောထောင်ရေးမှာပုံမြင်ပြောခြင်းကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်လို့ပုံနားထောင်တဲ့ကလေးတွေကမှတ်ဉာဏ်စွမ်းရည်လည်းပိုကောင်းတယ်ပုံနားထောင်တဲ့အခါမှာအစပိုင်းအလယ်ပိုင်းအဆုံးပိုင်းမှာဘာဖြစ်သွားတယ်ဆိုတော့ဖြစ်စဉ်လေးတွေပေါ့နော်ဖြစ်စဉ်လေးတွေဖြစ်ရလေးတွေကိုကလေးတွေကဝေဖန်ပိုင်းခြားပြီးတော့မှသူတို့ကမှတ်ထားတယ်တချို့ကပြန်ပြောနိုင်တယ်နော်ပြန်မေးရင်လည်းပဲပြန်ဖြေနိုင်တယ်စသဖြင့်မှတ်ဉာဏ်စွမ်းရည်ကပုံနားထောင်တဲ့ကလေးတွေမှာမှတ်ဉာဏ်စွမ်းရည်ပိုကောင်းတယ်ပေါ့နော်ဝေဖန်ပိုင်းခြားမှုပိုကောင်းတယ်စိတ်ကူးစိတ်တန်းနဲ့တီထွင်ဖန်တီးနိုင်စွမ်းသူတို့ကိုယ်တိုင်လည်းပဲပုံမြင်အစ်စ်တွေကိုဖန်တီးတယ်သူတို့ရဲ့စိတ်ကူးစိတ်တန်းတွေလည်းပဲပုံနားထောင်တဲ့ကလေးတွေရဲ့ပြောတဲ့စကားလုံးတွေကနေ့စဉ်ကြားနေရတဲ့စကားလုံးတွေလည်းမဟုတ်တော့ဘူးပေါ့နော်ပုံမြင်ရဲ့စကားလုံးအစ်စ်တွေလည်းပါလာတယ်ပုံမြင်ကစိတ်ကူးတွေကိုသူတို့ဘဝမှာတခြားစိတ်ကူးအစ်စ်တွေနဲ့ပေါင်းဆက်ပြီးတော့မှစိတ်ကူးစိတ်တန်းအများကောင်းတာတွေတွေ့ရတယ်အဲ့တော့ပုံမြင်ကစွမ်းပကအရင်ကြီးတယ်ဆိုတာကျမတို့အားလုံးလက်ခံထားပြီးသားဖြစ်ပါတယ်လို့ပုံနားထောင်ခြင်းဟာကလေးရဲ့အုံနောက်အတွက်အကောင်းဆုံးလေ့ကျင့်ခန်းပဲသူကလေ့ကျင့်ခန်းလုပ်နေကလေးရဲ့အုံနောက်ကလေ့ကျင့်ခန်းလုပ်နေတာဟာနာပြင်ပေးဆော့နေတဲ့ပေးကစားနေရတဲ့ကလေးကအရန်တွက်နေတယ်လို့ဖန်သားတွေကိုအရန်လှုပ်တတ်တယ်လို့ထင်ရပေမဲ့အတွင်းပိုင်းအုံနောက်ဆက်သွယ်မှုကတော့ပုံနားထောင်တဲ့ကလေးစီမှာကြည့်လိုက်လို့ရှိရင်တော့သူကငြိမ်နေတယ်ဘုံမှာတော့ဖန်သားပြင်နဲ့ဆော့ကစားနေတဲ့ကလေးကကြည့်လိုက်လို့ရှိရင်တွက်နေတယ်အဲ့ဒါပေမဲ့အမြင်အားဖြင့်အပေါ်ယံအားဖြင့်တွက်နေတာပဲဖြစ်တယ်တကယ်အုံနောက်အတွက်လေ့ကျင့်ခန်းကိုလုပ်နေတာကပုံမြင်နားထောင်နေတဲ့ကလေးစီမှာပဲဖြစ်တယ်ဆိုတော့ကျမတို့အားလုံးသိကြတယ်ပေါ့နော်ဒါသိပြီးသားဖြစ်ပါတယ်လို့အခုဒီ Google Form မှာဖြည့်ခိုင်းလိုက်တဲ့အခါမှာဆရာမတို့ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုအခုဆွေးနွေးချင်တယ်ပေါ့နော်အချက်၃ချက်တွေ့ရတယ် Google Form မှာဆရာမတို့ဖြည့်လိုက်တဲ့ထဲမှာနံပါတ်1ကကြတော့အဓိကစိန်ခေါ်မှုက attention span ဆိုတဲ့အာယုံစူးစိုက်နိုင်မှုမရှိဘူးကလေးတွေကကနာမငြိမ်ဘူးကလေးတွေကပုံမြင်ကိုပြီးတဲ့အထိနားမထောင်နိုင်ဘူးကလေးတွေရဲ့အာယုံစူးစိုက်မှုကအရန်တိုတယ်ဆိုတော့ဒီအဓိကအချက်ကအများစုကဒီအခက်ခဲကိုစိန်ခေါ်မှုအနေနဲ့ပြောပါတယ်ဒုတိယအဖွဲ့ကတော့တင်ထောက်ကူပစ္စည်းမလုံလောက်ဘူးတဲ့ပြင်ဆင်ဖို့အတွက်အချိန်လေးကုန်တယ်တဲ့မပြင်တတ်ဘူးပြင်ရခက်တယ်တင်ထောက်ကူပစ္စည်း ready made ကိုဝယ်ချင်တယ်ပုံမြင်စာအုပ်တွေ ready made ရချင်တယ်စသဖြင့်ပေါ့နော် teaching aids တွေအခက်အခဲရှိတယ်တဲ့ပုံပြောနည်းစနစ်မကျွမ်းကျင်ဘူးကလေးတွေစိတ်ဝင်စားအောင်ဘယ်လိုပုံမြင်ပြောရမလဲဆိုတဲ့ကျွမ်းကျင်မှုအားနည်းပါတယ်တဲ့ဒီထဲမှာဒီနေ့ကတော့ဒီနှစ်ချက်ကိုဒီနှစ်ချက်နဲ့ဆိုင်တဲ့အခက်အခဲတချို့ရရှိသွားမှာပေါ့နော်ဒါပေမဲ့မပြည့်စုံဘူးနော်ကျမတို့လေ့ကျင့်မှုတွေကျွမ်းကျင်မှုတွေအများကြီးလိုအပ်တယ်ဒီတင်ထောက်ကူပစ္စည်းဆိုလို့ရှိရင်လည်းဘယ်လိုသုံးရတယ်လဲဆိုတာပဲပါမယ်
ဘယ်လိုလုပ်ရတယ်လဲဆိုတာကြတော့ another workshop ဖြစ်နေတယ်ဘာတွေလုပ်ကြမယ်ဟဲ့ဆိုမှလက်တွေ့လုပ်ဖို့အတွက်ပစ္စည်းတွေဝယ်ထားမယ်တကယ်လည်းလုပ်သွားမယ်ယူသွားမယ်အဲ့ဒါကြတော့တိတက် workshop တွေဖြစ်မယ်ပုံပြောနည်းတွေအမျိုးရှိတယ်ချိရောက်အောင်ဘယ်လိုလေးယူလေးသိနေပြောရမလဲဘယ်နေ့တိုင်းကိုဘယ်နှမိနစ်ပြောရမလဲစာကိုဘယ်နှမိနစ်ပြောရမလဲနေ့ကုန်းကိုဘယ်လိုပြောရမလဲအဆင့်ကြီး9ဆင့်ရှိတယ်အဆင့်9ဆင့်ကိုချိရောက်အောင်ဘယ်လိုပြောရမလဲဆိုတာတွေကကြတော့လေတက်လေ့ကျင့်ရဒါလည်းတက် workshop workshop လုပ်ဖို့တင်တန်းတွေမှာပြန်လုပ်ရမှာပေါ့နော်နောက်ဆက်တွဲတွေဖြစ်မှာပေါ့အခုဒီနေ့တော့ဒီပထမဆုံးကလေးတွေရဲ့အာယုံစူးစိုက်နိုင်စွမ်းတိုးတောင်းတဲ့အာယုံစူးစိုက်မှုအပြည့်အဝမရှိဘူးဆိုတာလေးပုံမှာနည်းနည်းလေးပေါ့နော် tips လေးနည်းနည်းလေးပြန်ဝေမျှလိုပါတယ်လို့အဲ့ဒါကြတော့ဒီကလေးတွေဘာကြောင့်အာယုံမစူးစိုက်နေတာလဲကိုကမပြောတတ်လို့ကိုရဲ့အတန်နေတန်မကောင်းလို့ဆိုတော့အချက်ကိုရဲ့ပုံမြင်ပြောချင်းကျွမ်းကျင်မှုလိုအပ်ချက်လဲပါကောင်းပါမယ်နောက်ထပ်ဘာတွေရှိနိုင်လဲကလေးတွေရဲ့အသက်ကလေးတွေရဲ့တဘာဝကလေးတဘာဝကသူတို့တကယ်အာရုံစူးစိုက်နိုင်တာကသူတို့အသက်မှာ10မိနစ်ပေါင်းလိုက်ပေါ့နော်သူတို့က4နှစ်ဆိုရင်4အပေါင်း1 5မိနစ်ပဲစိုက်အာရုံစူးစိုက်နိုင်တယ်တကယ်ပုံမြင်နားထောင်မှုကောင်းတဲ့အာယုံစိုက်တဲ့ကလေးကတော့15မိနစ်ထိအာယုံစိုက်စူးစိုက်နိုင်တယ်အဲ့လောက်ထိသူတို့ရဲ့အာယုံတွေစူးဟိုလို့နေပုံမှန်ကလေးလေးကတော့သူတို့က3နှစ်သားဆိုရင်4မိနစ်ပဲနားထောင်နိုင်တယ်4နှစ်သားဆိုရင်5မိနစ်ပဲအာယုံစူးစိုက်နိုင်တယ်ကျန်တဲ့ဟာသူတို့အာယုံမစူးစိုက်နိုင်တော့ဘူးနော်အဲ့ဒါလေးကိုကလေးတဘာဝကိုကျမတို့နားလည်ဖို့လိုတယ်ပြီးရင်နောက်ကျတော့ပုံပြောတဲ့အခါမှာကလေးတွေကိုနားထောင်ရုံတက်ပဲနားထောင်ခိုင်းတယ်လေpassive လေနော်ကလေးကဒီတိုင်းပဲအသေးကြီးနဲ့နားထောင်နေရတယ်အဲ့ဒါတော့ဘာနဲ့ဆိုင်သွားရလဲဆရာမရဲ့ပုံပြောချင်းစွမ်းရည်ပေါ်မှာလိုသွားပြီကလေးကနားထောင်ရုံတက် passive အနေနဲ့ဖြစ်နေတဲ့အခါမှာကလေးကအာယုံမဆိုင်နိုင်ပါဘူးတဲ့ပြီးရင်လက်ရှိအနေထားနဲ့အလံဝေးနေတယ်ကျမတို့ရွေးလိုက်တဲ့ပြောလိုက်တဲ့ပုံမြင်ကကလေးရဲ့လက်ရှိအနေထားနဲ့အရန်ဝေးနေတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကပုံမြင်ကDAP ဖြစ်ရမှာပေါ့နော်ကလေးစိတ်ဝင်စားမှုနဲ့အရန်ဝေးနေတဲ့အချက်တွေဖြစ်နေတယ်နော်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေထဲမှာဇက်လက်အခြေအနေက DAP မဖြစ်တာ DAP ဆိုတာဘာလဲ developmentally appropriate practices လို့ခေါ်တယ်ဒီဆိုတာဖွံ့ဖြိုးမှုဒါကြတော့တင့်လျော်တဲ့စီလျော်တဲ့practices ဆိုတာလှုပ်ဆောင်မှုများပေါ့နော်ဖွံ့ဖြိုးမှုနဲ့လျော်ညီတဲ့လှုပ်ဆောင်မှုများဒီအကြောင်းကိုဘယ်မှာသိရမလဲဆိုရင်အခုကျမတို့ဟိုတခါတည်းမိတ်ဆက်ပေးချင်တာက UNICEF ရဲ့ Learning Passport ပေါ့နော် LP အတူခေါက်အနေနဲ့ LP Learning Passport Learning Passport အကောင့်ဝင်ထားပြီးကြပြီလား ECCD ဆရာမတွေအကုန်လုံး Learning Passport ဝင်ပါ ECD online module ကိုမဖြစ်မနေတတ်ပါ online module ပြီးရင်ပုံမြင်နေအများကြီးအဲ့ဒီမှာရှိပါတယ်ဒါကြတော့ဘယ်ကလဲဒီဥစ္စာ Learning Passport က UNICEF နောက်တစ်ခုကကြတော့ UNESCO ကဟာ UNESCO ကဘာလဲMTP အဲ့ဒီမှာကျမတို့ပန်းပြိုးလက်အနေနဲ့လဲmodule ပန်းပြိုးသူဥယျာဉ်မူဆိုတဲ့ module ကိုဆရာမ2000ကျော်တက်ရောက်နိုင်အောင်ကျမတို့ပန်းပြိုးလက်ကလည်းပဲစီစဉ်ဆောင်ရွက်ပေးတယ်အဲ့တော့ကတက်လိုက်တဲ့သူတွေကတော့တက်ခတွေရမယ်ဒါပေမဲ့ဘယ်အချိန်ဆိုတက်လို့ရတယ်တက်ခတာမရတာဘယ်အချိန်ဆိုတက်လို့ရတယ်တခြား module တွေအများကြီးရှိတယ်ဆရာမတွေတည်တဲ့ဥစ္စာဒီဟာတွေကိုကျမတို့ကဒါတွေအားလုံးကအခမဲ့တွေပဲနော်အခမဲ့တွေဘလို့ဒါတွေကိုမဖြစ်မနေတက်ကြရမယ်ဒီ Learning Passport ကို app လည်းပဲရှိတယ် Facebook account ရှိလို့ရှိရင် Learning Passport ဖွင့်ရတာလည်းလွယ်တယ်နော်ဒီ Learning Passport မှာ online module ရှိတယ် DAB အကြောင်းတွေပါတယ်ဒီကနေ့ပြောမယ်ပုံမြင်ပြောချင်းဆိုရင် module 9ဖြစ်တယ်
မော်ဂျူးခုနှစ်ကိုမဖြစ်မနေတက်တော့နော်သူကတော့မော်ဂျူးခုနှစ်ကိုတိုင်းမကြော်သွားရဘူးမော်ဂျူးတစ်ကလေးသူငယ်ဘွားအစောပိုင်းကာလအရေးကြီးကြောင်းပြီးရင်ကလေးဖွံ့ဖြိုးမှုပြီးရင်တော့ DAB အကြောင်းနော်ဒီအကြောင်းကမော်ဂျူး3မှာရှိပါတယ်ဒီဟာတွေကိုကျမတို့အခမဲ့တက်လို့ရတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီမော်ဂျူးတွေတက်ရမယ်learning passport က module ကိုတက်ပြီးတော့မှထပ်ပြီးရှင်းပြပေးပါဆိုရင်ကျမတို့ဒီလိုနေရာမှာပြန်ထပ်ရှင်းပြလို့ရတယ်ပြန်တင်ပေးလို့ရပါတယ်လို့အဲ့ဒါတော့ပန်ဂျူလက်ကရှိနေရချင်းကကျမတို့ကနည်းပညာပိုင်းဆိုင်ရာမှာထိရောက်ရှိဖို့ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်မူဂျိုကျောင်းတွေမှာလည်းပဲquality ပိုင်းဆိုင်ရာတိုးမြင့်ဖို့အတွက်ကျမတို့ပန်ဂျူလက်ကဝန်ဆောင်မှုပေးပါတယ်နော်ဘယ်လိုပြင်ဆင်ရမလဲ set up ဘယ်လိုလုပ်ရမလဲမူဂျိုဆရာမတွေတင်တန်းရထားပြီးပြီလုပ်ဖို့အတွက် confidence မရှိဘူးတင်တန်းထပ်လို့ချင်တယ်ဘယ် module ဘယ်အပိုင်းကိုလို့ချင်တယ်ရပါတယ် modular course ပေါ့နော်အပိုင်းလိုက်လဲရတယ်လို့တအုပ်လုံးအနေနဲ့လည်းရပါတယ်လို့ကြုံလို့ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ UNICEF ရဲ့ဒီ trainer manual ဒီဟာလေးကလွန်ခဲ့တဲ့2012ခုနှစ်တုန်းကပြုစုထားတာဖြစ်ပါတယ်အင်မတန်မှလည်းပဲဟောင်းနေပြီပေါ့နော်သို့တော်ညာလည်းပဲကျမတို့အခုထိဒါကိုအသုံးပြုနေကြတုန်းပဲပေါ့နော်2012ခုနှစ်တုန်းကပြုစုထားတဲ့ဟာဒါကိုကျမကဥဆောင်ပြီးတော့မှတခြားလူမှုဝန်ထမ်းကရောပညာရေးရရောတခြား trainer တွေအားလုံးရဲ့ပါဝင်မှုနဲ့ပြုစုထားတာဖြစ်ပါတယ်လို့ဒါနဲ့သူတွဲပြီးကြည့်ရတဲ့ video clip လည်းပဲ9ခုရှိတယ်နော်အဲ့ဒါကြီးက3နှစ်တည်လာတော့မသိဘူးအဲ့ဒါလည်းပဲ2000ခုနှစ်တုန်းကတွားရိုက်ကူထားတာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်အရန်အိုဟောင်းနေပြီ update မဟုတ်တော့ဗီဒီယိုလည်း update မဟုတ်တော့ဘူးဒီ trainer manual လည်းပဲ update မဟုတ်တော့ဒါပေမဲ့ဒီ learning passport က online module ကအရန် update ဖြစ်တယ်ကျွမ်းကျင်သူတွေအများကြီးပါဝင်ထားတယ်ပေါ့နော်ဆရာUNICEF ကအငိမ့်စားဆရာကြီးဒေါက်တာဦးဝင်းအောင်ကိုယ်တိုင်လည်းပဲဥဆောင်တယ်နော်ဆရာကြီးနဲ့ကျမနဲ့ဥဆောင်ပြီးတော့မှပြုစုထားတာဖြစ်ပါတယ်အဲ့တော့ဒီ DAP ပေါ်မှာကျမပြောရင်းနဲ့ဒီအကြောင်းတွေကိုကျမမိတ်ဆက်ပေးတာဖြစ်ပါတယ်ကလေးတွေအာယုံမစူးဆိုင်နိုင်ရတဲ့အကြောင်းရင်းထဲမှာကျမတို့ကကလေးကိုနားဘလောက်ပုံပြင်ကိုပဲအာယုံစိုက်နိုင်တယ်သူကဘာတွေကိုစိတ်ဝင်စားတယ်လဲသူနဲ့ဆိုင်တာကဘာလဲနော်သူ့ရဲ့ယဉ်ကျေးမှုနောက်ခံကဘာလဲပြီးရင်ဒီကလေးကဖွံ့ဖြိုးမှုနောက်နေတဲ့ကလေးလားဘယ်လိုကလေးလဲဆိုတော့ကလေးအကြောင်းကိုသိပြီးတော့မှကလေးနဲ့ကြိုက်တာဖြစ်ရမှာပေါ့နော်နောက်တစ်ခုကကျတော့ပတ်ဝန်းကျင်အနောက်ရှက်အခုပတ်ဝန်းကျင်အနောက်ရှက်နဲ့ရှိလားလူကြီးမို့လို့အာယုံစိုက်နေတယ်ဒီမှာတွေပုံမြင်စာအုပ်တွေများနော်ပုံမြင်စာအုပ်တွေများကြီးပဲပုံမြင်စာအုပ်တွေများကြီးဟိုဘေးပတ်လေမှာအနောက်ရှက်ဖြစ်စရာတွေရှိနေလို့ရှိရင်ပေါ့နော်အမြင်နဲ့ဆိုင်တဲ့အနောက်ရှက်အကြားနဲ့ဆိုင်တဲ့အနောက်ရှက်အလင်းရောင်နဲ့ဆိုင်တဲ့အနောက်ရှက်အလင်းရောင်ကလည်းလုံလောက်တဲ့အလင်းရောင်မရှိရင်လည်းပဲဒါလည်းကလေးတွေအာယုံစူးစိုက်နေတယ်အဲ့တော့အနောက်အရှက်တွေပေါ့နော်အနောက်ပတ်ဝန်းကျင်အနောက်အရှက်ပတ်ဝန်းကျင်ကကလေးတွေပုံမြင်နားထောင်ဖို့အတွက်အာယုံစူးစိုက်မှုပြက်ပြားစေမဲ့အရာတွေရှိနေသလားအဲ့ဒီဟာလေးတွေဆိုရင်အာယုံစူးစိုက်မှုပြက်ပြားစေတာပေါ့နော်အဲ့လိုပတ်ဝန်းကျင်အနောက်အရှက်ရှိလို့ရှိရင်ဒီမှာမပါတော့ပြီးနောက်တစ်ခုကျတော့ကလေးကို passive ဖြစ်စေတဲ့ဟာပါဝင်ဆောင်ရွက်မှုဆိုတဲ့ဟာနော်ပါဝင်ဆောင်ရွက်မှုလှုပ်ရှားမှုဆိုင်တဲ့မြေခွန်းတွေကမလုံလောက်ဘူးကလေးက passive နေနဲ့ဒီတိုင်းနားပဲထောင်နေရတယ်မလှုပ်ရှားခွင့်မပေးဘူးမြေခွန်းတွေကလည်းပဲလုံလောက်မမေးဘူးပေါ့နော်ငြိမ်ထိုင်ကလေးတွေဆူနေပြီဆိုရင်ငြိမ်လေးရလားအဲ့လိုထိလို့ရလားအဲ့ဒီနီးကလုံးဝမရဘူးနော်အဲ့ဒီနီးကလုံးဝမအောင်မြင်ဘူးဒီကြောင်ပြီးခန္ဓာကိုယ်အခြေအနေကလေးရဲ့ခန္ဓာကိုယ်ရဲ့သူ့ရဲ့အထဲထဲမှာဗိုက်စာနေသလားအေးမဝဖြစ်နေသလားဒီမနေ့ကလာတဲ့အခါမှာမိဘကအစမပြေဘူးအစမပြေတာတွေကိုကြားခဲ့ကြုံခဲ့သလားသူမပြောတဲ့ဟာတခုခုရှိမလားပင်တခုခုပေါ့နော်
စိတ်လှုပ်ရှားမှုလွန်ကဲနေသလားတခုခုပေါ်မှာသူစိတ်လှုပ်ရှားပြီးတော့မှသူ့အာယုံကသူစိတ်လှုပ်ရှားတဲ့အကြောင်းအရာကိုသူပြောချင်တယ်ဒီဟိုပါလဲဒူလေးတို့အကြောင်းတွေပြောချင်မယ်နော်မက်ဆီရဲ့အကြောင်းတွေပြောချင်ပြောနေပြောသူ့အာယုံကအဲ့ဒါဖြစ်ချင်ဖြစ်နေမယ်စိတ်တခြားစိတ်လှုပ်ရှားမှုလွန်ကဲနေတဲ့ဟာတွေလည်းပဲရှိကောင်းရှိနိုင်တယ်ပေါ့နော်ဟိုအာယုံတွေကတခြားမှာတွေရောက်နေတယ်ကလေးတွေကနော်အဲ့ဒီခါကျတော့ဘာဖြစ်သွားရလဲပုံမြင်မှာအာယုံအပြည့်အဝမရှိတော့နော်ပုံမြင်မှာအာယုံအပြည့်အဝမရှိတော့ပါဘူးလို့ဒါလေးက tips အနေနဲ့ဝင်ရချင်တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဖြည့်ရှင်းဖို့နီလန်းပေါ့နော် attention span ကိုဖြည့်ရှင်းဖို့နီလန်းကဘာလို့ရှိမလဲဖြည့်ရှင်းဖို့နီလန်းဘာလို့ရှိမလဲပြောလို့ရတယ်နော်လိုင်းပေါ်ရတယ်လည်းပြောလို့ရဒီရတယ်လည်းပြောလို့ရပါတယ်ရုပ်ပုံတွေတင်ထောက်ကူတွေဒါကတော့ဒီနေ့ workshop နဲ့ဆိုင်တဲ့ဟာဖြစ်သွားပြီကလေးတွေရဲ့အာယုံစူးစိုက်မှုတူတောင်းတဲ့ဟာအာယုံမဆိုင်နိုင်ဘူးကလေးတွေရဲ့အာယုံတွေကိုဆွဲဆောင်ဖို့အတွက်ဆိုရင်ဒီကနေ့ workshop မှာshare ပေးတဲ့စာအုပ်ပေါ့နော်ဒီနည်းကိုကျွန်မဒီနည်းတွေထဲကနည်းတွေကိုကျွန်တော်တို့ပြောင်းသုံးမယ်တခြားနည်းတွေလည်းအများကြီးရှိသေးတယ်ဒါပဲရှိတာမဟုတ်ဘူးနော် UNICEF online module ပုံမြင်ပြောနည်း module 7ကိုအသေးစိတ်ပြန်သွားလေ့လာလို့ရပါတယ်နောက်တစ်ခုကကြတော့ရွေ့နေပါလားဒီကနေပဲလုပ်လိုက်မယ်မင်းညွေနဲ့သွားလိုက်မယ်ဆရာမတွေရဲ့အတန်အနေထားနော်အတန်အနေထားဇက်ကောင်အလိုက်ဒါတွေကလေ့ကျင့်လို့ရတယ်တချို့တွေကလည်းအတန်ကတငြိမ်နေပဲတချို့ကျတော့အကျဲကလေးရဲ့လိုအပ်ချက်တဲ့အတန်အကျဲကြီးတွေနဲ့အဲ့လိုပြောတယ်အဲ့ခါအသက်ငွေတော့လေနော်ဟိုအတန်အနေထားလေယူလေသိဇက်ကောင်ပေါ်မှာမူတည်ပြီးတော့မှလိုအပ်တယ်လို့ပြောင်းတာပြီးရင်ဇက်လန်းရဲ့အပေါ်မှာဇက်ကောင်အရာပြောင်းတာတွေရှိမယ်ဇက်လန်းအရာစိတ်လှုပ်ရှားစရာရှိစိတ်လှုပ်ရှားစရာဖြစ်မယ်နော်ဟိုဒေါသထွက်တဲ့နေရာဆိုဒေါသထွက်တဲ့နေရာဥပမာစိတ်သုံးကောင်နဲ့ဘလူးကြီးဆိုလို့ရှိရင်ဘလူးကြီးကဘယ်လိုမေးလဲဘလူးကြီးကဘယ်လိုမေးလဲငါတရားပေါ့ငါတရားပေါ်တက်တာဘသူလဲအေးဟုတ်တယ်အဲ့လိုအတန်ကိုအခုလိုအတန်နဲ့ပြောတာထက်နည်းနည်းလေးမာတဲ့အတန်နဲ့ဘလူးအတန်နဲ့ပြောရမယ်ဘလူးအတန်နဲ့ပြောငါတရားပေါ်တက်တာဘသူလဲ yes အဲ့လိုပြောရမယ်အဲ့ခါမှာကိုငယ်လေးကဖြေတယ်ကိုငယ်လေးကဘယ်လိုဖြေဘသူလဲလို့ပြောရင်ကျွန်တော်ကိုငယ်လေးဘလို့အတန်နဲ့ဖြေမလဲကိုငယ်လေးကကျွန်တော်ကိုငယ်လေးပါဟုတ်တယ်အဲ့လိုအတန်နဲ့ပြောမယ်ကိုငယ်ဆိုကိုငယ်လေးရဲ့အတန်ကိုလက်ဆိုကိုလက်ရဲ့အတန်ကိုကြီးစိတ်ရဲ့အတန်ကဘယ်လိုနဲ့ပြောမလဲငါကိုကြီးစိတ်ပဲကွာဆိုမှ तू ကရင်ဆိုင်ဖို့အသင့်အနေထားဖြစ်နေပြီเนาะအဲ့တော့အတန်အနေထားကစကားပြောတယ်အဲ့အတန်ပေါ်မှာမူတည်ပြီးတော့မှကလေးကဒီဇက်လန်ပေါ်မှာရောဟိုဆီယာမရဲ့အတန်ကြောင့်ရောဒီမှာလုံးဝသူ့အာယုံတွေကအပြည့်အဝဖြစ်သွားပြီဒါကြောင့်ကိုတိုင်အရင်ပုံမြင်တွေကိုဟိုဒီကျွမ်းကျင်မှုဟိုရှိရမယ်ဘယ်နေရာမှာငါဘလို့အတန်သုံးလိုက်ရမလဲဆိုတာလေ့ကျင့်ဖို့တွေအများကြီးလိုအပ်တာပေါ့နော်အဲ့မှာကိုယ်တိုင်ပါဝင်စေခြင်းကျမတို့ဒီတလတင်နန်းတုန်းကလည်းပဲဟိုဟာလုပ်ခဲ့ကြတယ်နော်ဒီကလေးတွေကိုယ်တိုင်ပါပြီးတော့မှဟိုပြောရတဲ့ပုံမြင်တွေအများကြီးရှိတယ်အခုစပိုက်မိမိသားလေးပဲစီမှာဆိုလို့ရှိရင်လည်းပဲကလေးတွေကိုယ်တိုင်ဟိုလိုက်ပြီးတော့မှလိုက်ချကူရဲ့ပုံစံတွေလုပ်ကြတယ်ဟိုခွေးအမီးပြောက်တဲ့စကားလေးမှာဆိုလို့ရှိရင်လည်းပဲကလေးတွေကဟိုသူအမီးတွေလာရှာကြတယ်အမီးမတွေ့ဘဲနဲ့သူတို့တွေကညမှာကနေကြတယ်ကတဲ့အခါမှာလွတ်လွတ်လပ်လပ်ရှိဖို့ကဲအားလုံးကမယ်ဟေးငါတို့ခွေးတွေကကြမယ်ခွေးပါတီနော်ခွေးပါတီမှာခွေးတွေကတဲ့အခါမှာဘာဖြစ်လဲ
လေးတယ်လွတ်လွတ်လပ်လပ်ကလို့ရအောင်အမီးတွေဖြုတ်ထားရအောင်ဆိုမှအမီးတွေကိုဖြုတ်ထားလိုက်တယ်အမီးတွေကိုဖြုတ်ပြီးမှအားရပါရပြန်ကတယ်ဆိုမှအကုန်လုံးကတဲ့ပုံစံတွေပြန်လုပ်ကြတယ်နော်အဲ့ချိန်မှာမှအိပ်ပျော်သွားပြီးမှနောက်နေ့ကျတော့သူတို့ကဘာလုပ်လဲကိုဖြုတ်ထားတဲ့အမီးတွေကိုလိုက်ရှာကြတာအမီးတွေလိုက်ရှာရင်းနဲ့ဒီကနေ့သူတို့တွေကလိုက်ပြီးမှလိုက်သူများနှာခေါင်းမှာလိုက်ပါကိုငါအမီးလားမသိဘူးဆိုမှလိုက်ရှာတဲ့အပြုတ်မှုတွေပြန်လုပ်ကြတယ်ပေါ့နော်အဲ့ဟိုကလုံးဝလည်းပဲကလေးတွေလည်းပဲအရန်ပျော်တာပေါ့နော်ပါဝင်ရတယ်ကလေးတွေကိုယ်တိုင်ပါဝင်ရတယ်ဟိုချောင်းကြီးကိုဖြတ်ဖို့ဆိုတာတွေကျမတို့တလတင်တန်းနေမှာပုံပြောနည်းစနစ်မျိုးစုံနဲ့ကျမတို့လေ့ကျင့်ခဲ့ကြတယ်နော်အဲ့ကိုယ်တိုင်ပါဝင်တဲ့ဟာကလေးတွေကိုယ်တိုင်တရိษံလို့အော်ပြီးတော့မှဟိုလုပ်ရဘုန်းကြီးများမေးတာလေအပြန်အလှန်ပါဝင်မှုတွေပေါ့နော်အပြန်အလှန်ပါဝင်မှုတွေနဲ့ကိုယ်တိုင်ပါဝင်စေတဲ့နီးပါမဒါကကြည့်ရောက်မှာပေါ့နော်နောက်ခုကျတော့ဟိုကိုလက်လှုပ်ရှားမှုပေါ့ထိုင်ရကနေထပြီးတော့မှဒါနည်းနည်းနဲ့ဆင်တာပေါ့နော်ဇက်ကောင်တွေအတိုင်းအတူယူခိုင်းမှာ तू ကဘလို့လုံးလိုက်လဲဘလို့ကြီးကဘလို့ပြောလိုက်တယ်နော်ဘလို့ကြီးကဘလို့ပြောလိုက်တယ်လဲဟိုကိုငယ်လေးစိတ်ကဘလို့ပြောလဲကိုလက်စိတ်ကဘလို့ပြောတယ်လဲဒီဟိုလင်းလုံးမလေးမဆန်တာမှာညက်အမေကြီးကညက်စီကန်းကိုဘလို့ပြောလိုက်တယ်လဲညက်ကလေးတွေကဘလို့ပြန်တုံ့ပြန်တယ်လဲအဲ့ဒါဟိုသူတို့ရဲ့အပြုတ်အမူလေးတွေသူတို့တွေကအဲ့ညက်မှန်ရင်ဇောက်ထိုးမအိပ်ရဘူးလင်းတို့မလေးလို့အကုန်လုံးဇောက်ထိုးတွေအိပ်ကြတော့အပေါ်ပြန်တက်ညက်လိုပဲအိပ်တက်လေးအိပ်ဆိုကဲညက်လိုအိပ်ရအောင်အားလုံးကညက်လိုအိပ်ကဲလင်းတို့လိုအိပ်ရအောင်ဆိုကလေးတွေကခြေထောက်ပြန်ထောင်အဲ့လိုမျိုးပေါ့နော်ညက်လိုအိပ်မယ်လင်းတို့လိုအိပ်မယ်ဒီပုံမြင်လေးကိုလုပ်ရင်းနဲ့ဟိုသူတို့က action တွေပေါ့နော်လိုက်ပါလိုက်တယ်ဆိုလို့ရှိရင်သူတို့ကလေးပုံမြင်ပေါ်မှာအာရုံမစိုက်တဲ့အခါမှာလုပ်ရမှာနော်အာယုံဆိုင်နေတဲ့အချိန်မှာတော့အဲ့လှုပ်ရှားမှုကတော့ပြီးမှပဲလုပ်ရမှာပေါ့နော်ခုနဟာလေးကဒီဖြည့်ရှင်းမဲ့နောက်နီးတွေကကြတော့ဒီအပိုင်းလေးတွေခွဲပြောရမယ်ပုံမြင်ရရှည်တယ်ပေါ့ဥပမာပြလင်းလုံးမလေးမဆန်တာဆိုလို့ရှိရင်လင်းလုံးမလေးဟိုမိအမေနဲ့ကွဲချင်းအိမ်တစ်ကိုရောက်ချင်းတော်တော်ရှည်တယ်နော်ဒါပေမဲ့အရင်စိတ်ဝင်စားစရာကောင်းတယ်ဒါကြောင့်မလို့ तू ကတော့3ပိုင်းလောက်ပိုင်းရမှာပေါ့နော်ဟိုနေမင်းကြီးကိုဘယ်သူစားဆိုတာလည်းပဲရှည်တာပဲပိုးမွားများဆိုတဲ့ပုံမြင်ရတယ်ရှည်တာပဲအဲ့ဒါတွေကကြတော့2ပိုင်း3ပိုင်းခွဲပြီးတော့မှရပေါ့နော်နောက်နေ့ဆက်လဲရတယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းပဲပိုင်းပြီးတော့မှပြန်လုပ်ရမှာဖြစ်ပါတယ်လို့ story break ဒါဟိုရက်ရမှာပေါ့နော်နောက်တစ်ခုကကြတော့ဟိုဒီလှုပ်ရှားမှုခုနအတိုင်းပေါ့နော်ခုနပြောပြီးသွားပြီးလမ်းလျှောက်တာခုံတာကတာဒီဟာတွေကပုံပြင်ပေါ်မှာမူတည်ပြီးတော့မှဆက်တဲ့လှုပ်ရှားမှုတွေခေါ်လုပ်မယ်ပေါ့နော်ပြီးရင်တော့ဟိုဒီအားသိစေမဲ့ဘူးလေးပါလာရမယ်ဟိုပုံမြင်ထဲမှာပါတဲ့အကြောင်းအရာနဲ့ဆက်တဲ့ပစ္စည်းတစ်ခုခုကိုဟိုထုတ်ပြလိုက်တာပေါ့နော်အဲ့ခါကျလို့ရှိရင်တော့ကလေးတွေစိတ်ဝင်စားမှုနည်းတဲ့အခါမှာအဲ့ဒါလေးထုတ်ပြလိုက်လို့ရှိရင်ကလေးတွေကဒါအာယုံပုံရလာနောက်တစ်ခုကျတော့ခုနကကျမတို့ဟိုဒီစောင့်ရင်နေရင်းနဲ့မစခင်မှာဆိုတဲ့အတိုင်းပဲအာယုံကိုဆွဲယူတဲ့တချင်းတုပ်လေးတွေလုပ်ရမယ်သူတို့လက်တွေကဟိုလိုဒီလိုတွေလုပ်နေတဲ့လူကလေးတွေကကောင်းကောင်းလေးမထိုင်ဘူးဟိုဖြစ်နေတဲ့အချိန်မှာတချင်းလေးတွေစက်လဲရမယ်ဟိုအဲ့လိုဟိုသူတို့အင်္ဂလိပ်လိုကတော့တချင်းတွေအများကြီးရှိတယ်ကျမတို့မြန်မာလိုကတချင်းတိတ်မရှိဘူးဟိုဥမာ head and shoulders knees and toes ဆိုတဲ့နေရာမှာပေါင်ပေါ်မှာပဲတင်ဖို့ပေါ့နော်အဲ့လိုမျိုးလေးတွေလေငိမ့်ငိမ့်တစ်ပင်ကြီးကငိမ့်ဆိုတော့မှပေါင်ပေါ်မှာလက်ကလေးတွေကိုတင်တာမျိုးအတူတူကလေးနဲ့ဆရာမနဲ့အတူတူဆိုပြီးတော့မှပိုကောင်းတဲ့တချင်းလေးတွေကကြတော့ဆရာမကမေးခွန်းမေးလိုက်တယ်ဆရာမကအရင်မေးခွန်းလိုမျိုးလေးလုပ်လိုက်တယ်ကြပြလေးမှာကလေးတွေကပြန်တုံ့ပြန်တယ်ပေါ့နော်လက်ကလေးတွေကိုဘယ်မှာထားလက်ကလေးတွေကိုပေါင်မှာထားစသဖြင့်ကလေးတွေကအဲ့လိုဟိုပြန်ဖြေတာမျိုးလေးပေါ့နော်ဟိုလက်ကလေးတွေကိုဆန့်လိုက်မယ်လက်ကလေးတွေကိုခေါင်းပေါ်တင်လေးကိုခေါင်းပေါ်တင်ပုံနာထောင်ရင်ပုံနာထောင်တော့မယ်လက်ကလေးတွေကိုဘယ်မှာထားကြမလဲကွယ်ဆိုတော့ပုံမှာထားမယ်ဆိုတော့စသဖြင့်ကျမတို့ကလေးတချင်းတွေလေဟိုလိုအပ်ချက်အရာစီးကန်းနဲ့ဆိုင်တဲ့တချင်းလေးတွေနောက်ကလေးတွေမတိုးဝေးဖို့တန်းစီတဲ့အခါမှာငငယ်လေးဟိုတယောက်နဲ့တယောက်ကောင်းကောင်းမတန်းစီဖို့အဲ့လိုစီးကန်းနဲ့ဆိုင်တဲ့တချင်းလေးတွေလည်းပဲ
ဖက်နဲ့လေးတွေညီစီဟိုကစားပြီးရင်စိမ့်မယ်လောက်နဲ့မလုံးတော့သေးဘူးအများကြီးစိုက်ရမယ်နော်အခုဆိုကျမAI ကိုစက်ခိုင်းတယ်တချင်းလေးနှစ်ပုတ်ရလာတယ်နော်ဒီလိုမျိုးလေးတွေကျမတို့စက်ခိုင်းလို့ရပါတယ်လို့အပေါ်ကနေကြားရလားလိုင်းဘာအတန်ကြားရလား ကြားရပါဆရာမ ကြားရပါတယ်ဆရာမ ဟုတ်ပါတယ်ဆရာမ ဟုတ်ကဲ့ကျမပြန် share ပါမယ်ကွန်ပျူတာမကြောက်ဘူးကြောက်ရှင်းပါရကျေးဆုံးနဲ့နှိပ်ထားတယ်ဒီဘက်အောက်ထိလားသူကကိုဒီအောက်ကိုအောက်မှာရှိသေးလား share sound ဆိုလို့ဆိုဒီဟာနဲ့လို့ရှိရင်အတန်မဲလာတယ်လက်ကြည့်ပြပါလိမ့်မယ်ဟမ်ဗီဒီယိုကိုတော့ရှာတာဖြစ်တယ်ရပြီမဲ့ဒါဟိုလိုမျိုးမဟုတ်ဘူးအေးဟုတ်တယ်နော်โอเคကျွန်တော်ဖွင့်လိုက်ပြင်ဒီအောင်ပဲရှင်းဟိုအောင်မရှင်းနဲ့ Stop share. Sound အတန် money. Yeah. Yeah. What a DJ. Chatty, clap, clap, knee chatty. Let your lady knee chatty, clap, clap, knee chatty. Let your lady knee chatty, snap, snap, knee chatty. Get along bed, they say swap, bone bien lay, now town boat the mela, bone bien lay, now town boat the mela. လက်နှစ်ဖက်ကိုပေါင်းပေါ်တင်မျက်လုံးလေးတွေပုံစီရောက်အခုဆိုရင်ပုံနာထောင်မဲအခုဆိုရင်ပုံနာထောင်မဲ That's it နောက်တစ်ပုတ်နားထောင်ပါနော်ပုံပြင်နာထောင်ရအောင်ပုံပြင်နာထောင်ရအောင်လက်နှစ်ဖက်ကိုပေါင်းပေါ်တင်အာယုံဆိုင်ပြီးနာထောင်မဲအာယုံဆိုင်ပြီးနာထောင်မဲဖြောင်းလိုက်ပါချက်လက်ဖြောင်းဒီလိုက်ပါဖြောင်းဖြောင်းချက်ချက်ချက်အခုပေါင်းပေါ်တင်ထားလိုက်
ပုံပြင်လေးစားတော့မယ်မျက်လုံးလေးတွေကြည့်ပါနားလေးတွေဆွင်ထားပုံပြင်လေးစားပါပြီ hush အဲ့ဒါလေးအဲ့ဒါမနေ့ကအဲ့ဒါပေါ့နော်ဒါမနေ့ကဆက်လိုက်တဲ့ဟိုပုံပြင်လေးဖြစ်ပါတယ်လို့တချင်းလေးဖြစ်ပါတယ်လို့အဲ့လိုတချင်းတွေကျမတို့အများကြီးဆက်ရတယ်အဲ့လိုတချင်းတွေကျမတို့ဟိုဆက်ပြီးတော့မှကလေးတွေအတွက်မကြည့်နော်ဟို Gemini နော်သိလား Gemini မှာတွားလိုက်လို့ရှိရင် audio ဆိုတဲ့ဟာရှိတယ် music ဆိုတဲ့ဟာရှိတယ်အဲ့ music မှာတွားပြီးတော့မှဘာတချင်းကလေးတွေအတွက်မူကြိုကလေးတွေအတွက်ဘာတချင်းစပ်ပါဆိုတော့ခိုင်းလိုက်နော်အဲ့ခါမှာသူကစပ်ပေးပါလိမ့်မယ်လို့အရန်ခိုင်းတော့မရဘူးကျမနှစ်ပုတ်ပြီးတဲ့အခါမှာသူကအမျိုးမျိုးအာယုံတွေပြောပြီးတော့မှဟိုဖြစ်သွားတယ်တရက်ကိုနှစ်ပုတ်လောက်ပဲခိုင်းလို့ရတယ်နော်ဒါပဲပြော AI ရှိလာတဲ့အတွက်ဒါကတော့ဟိုဂျားဖြတ်ပေါ့နော် AI ရှိလာတဲ့အတွက်ကြောင့်မလို့ကျမတို့ဟိုအကူအညီအများကြီးဖြစ်စေတယ်တင်ထောက်ကူလိုအပ်ချက်တွေလည်းပဲအများကြီးဖြစ်စေတယ်စိတ်ကူးတွေအတွက်လည်းပဲလိုအပ်ချက်တွေဟိုဒီပုံမြင်လေးကျမပြောမှဖြစ်တယ်ဒီပုံမြင်ကိုဟိုမိကွန်းကောင်းလေးတွေကလေးပုံမြင်မပြောမီပုံမြင်ဟိုအလဲမှာပြီးတဲ့အခါမှာဘလို့မိကွန်းလေးတွေမေးတင်တယ်လေတခါတည်းကိုကဘာစိတ်ကူးမှမရှိဘူးပေါ့နော်ဘာပုံမြင်ပြောရမလဲဆိုတော့စိတ်ကူးမရှိဘူးဥမာ138ခု138ခုမြောက်ခြေချောင်းဆိုတဲ့ဒီပုံမြင်စာအုပ်ကိုမေးဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုမေးခွန်းမေးတင်တယ်လဲပေါ့နော်ခြေတော့အများဆုံးကဘယ်အကောင်လဲစသဖြင့်ဒီလိုမေးခွန်းလေးတွေကိုမေးဖို့အတွက်ပုံမြင်မတိုင်မီမှာမေးခွန်းကောင်းလေးတွေဘယ်လိုမေးရမလဲပုံမြင်အဆုံးမှာဘယ်လိုမေးရမလဲစိတ်ကူးဖို့အတွက်ကိုယ့်ကိုကူပေးမဲ့ assistant ကဘာတူလဲ AI ရှိတယ် assistant နော် assistant ရဲ့အဓိပ္ပာယ်နဲ့တပည့်အဓိပ္ပာယ်မတူဘူးနော် AI ရဲ့တပည့်မလို့ဘူး AI ကိုကျမတို့ရဲ့ assistant အနေနဲ့ထားမယ်လုပ်လို့ရပါတယ်လို့အဲ့တော့ကလေးကအမျိုးမျိုးရှိတယ်အခုကျမတို့ဒီ online module မှာဆိုလို့ရှိရင်လည်းပဲ inclusion ဆိုတဲ့အားလုံးနဲ့ဆိုင်တဲ့နည်းလမ်းတွေကိုကလေးအားလုံးအတွက်လူအားလုံးအတွက်နော်ကျမတို့လူတိုင်းလူတွေထဲမှာလူကောင်းတွေပဲရှိကြတာမဟုတ်ဘူးနော်လိုအပ်ချက်တစ်ခုတနေရာမှာချို့ယွင်းချက်ရှိတဲ့သူတွေလည်းပါကြတယ်နော်သူတို့တွေကိုထည့်သွင်းဖို့သူတို့တွေကလည်းပဲတင်ယူထဲမှာအခက်ခဲမရှိတင်ယူနိုင်ဖို့အတွက်အဲ့ဒီခေါင်းစဉ်လည်းပဲကျမတို့ဒီမှာပါတယ်ဘယ်တော့မဆိုကျမတို့သူတို့အတွက်စဉ်းစားပေးတဲ့လှုပ်ဆောင်မှုတွေအများကြီးရှိရမယ်နော်ဒီ module ထဲမှာဆိုရင် module 16ဟုတ်ပါတယ်လို့ဒီအမြင်အာရုံအားနည်းတဲ့ကလေးတွေအတွက်ဒီသူတို့ကိုဘယ်နာထားရမလဲဟိုအဝေးမှာထားမလားဒီနားမှာအရှိနားမှာထားမလားအရှိနားမှာထားရမယ်သူမြင်လို့ကောင်းကောင်းမြင်ရတဲ့နေရာမှာထားမယ်တချို့တင်ထောက်ကူပစ္စည်းတွေကိုသူ့လက်နဲ့စမ်းသပ်ခိုင်းမယ်နော်အချီသွေးနဲ့စမ်းသပ်ခိုင်းမယ်ကတ်ခွာလေးတွေကိုဟိုသူ့လက်ထဲမှာထည့်ပေးမယ်ဒီလိုဒီအကြောင်းအရာဖြစ်ပါတယ်ဆိုတော့ပုံဖာလေးပေါ့နော်အကြအာယုံအားနေတဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းသူတို့လည်းပဲဆီယမရဲ့နှုတ်ခမ်းလှုပ်ရှားမှုကိုကောင်းကောင်းမြင်ရတဲ့နေရာမှာသူတို့ကိုထားပေးမယ်ပေါ့နော်ပုံမှန်လေတံနဲ့ပြောမယ်အရန်ကြီးမအော်ရဘူးမကြားလို့ဆိုမှကြားအောင်ဆိုမှအကျယ်ကြီးပြောရင်အဲ့ဒီသူတို့အတွက်စိတ်ဖိစီးမှုရမ်းဖြစ်တယ်နော်သူတို့ကိုလေးစားမှုမရောက်ရဘူးမရှိတဲ့သဘောလဲတက်ဆိုင်တယ်ဒါကြောင့်မလို့ကျမတို့ကပုံမှန်လေတံနဲ့ပြောရမယ်နီးနီးနားနားလေးမှထားရမယ်ကျမတို့ရဲ့နှုတ်ခမ်းလှုပ်ရှားမှုဆရာမတွေကလေပုံမြင်ပြောကောင်းတဲ့ဆရာမတွေနှခမ်းရဲဆိုပြီးမှနှခမ်းကိုအားရပါရဖွင့်ဟပြီးမှပြောရမှာနော်သိလားအဲ့ဆရာမရဲ့နှုတ်ခမ်းကြီးအခုဆရာမမေတက်လိုက်ဒီနေ့ဆရာမမေတက်လိုက်ဆရာမဝေစင်နှခမ်းကြီးရဲလေးတွေနဲ့အားရပါရပြောဒီနှခမ်းကြီးဘာမှမစိုးထားပဲနဲ့ဒီတိုင်းပဲပြောတဲ့ဟာထက်ဟိုနှုတ်ခမ်းရဲ့လှုပ်ရှားမှုကိုပြတွေ့အောင်ပြောတဲ့ဆရာမကဆွဲဆောင်မှုပိုရှိတယ်နော်ဒါကျမတို့နှခမ်းကြီးရဲဆိုကြမယ်နော်လက်ဟန်မူရာတွေ sign language တွေလိုအပ်တယ်လို့ကျမတို့သုံးမှာပေါ့နော်အဖေဆိုလို့ရှိရင်နှခမ်းမွေးကိုပြတာမျိုးလို့နော်အဲ့လိုမျိုး
ဒီအမြင်အာရုံတင်ထောက်ကူတွေကိုပို့ပြီးမှအသုံးပြုဖို့ဖြစ်ပါတယ်လို့နောက်ဆုံးအနေနဲ့တော့ဒီကျမတို့ဒီအခက်ခဲရှိတဲ့တိမှုဆိုင်ရာပေါ့နော်တိမှုဆိုင်ရာမှာအခက်ခဲရှိတဲ့ကလေးတွေအတွက်ဆိုရင်ဒီအာယုံစူးစိုက်မှုသူတို့တိုးမဲ့တခြားအာယုံစူးစိုက်မှုတိုးတဲ့ကလေးရောတိမှုဆိုင်ရာမှာအခက်ခဲရှိတဲ့နောက်ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ကလေးတွေအတွက်ရောကျမတို့ကအာယုံ၅ပါးစလုံးကိုအသုံးချမယ်အမြင်အာယုံအကြားအာယုံအထိတွေ့အာယုံအရသာလည်းပေးနည်းဖို့လိုအပ်တဲ့ဟာဆိုအရသာလည်းပေးနည်းလိုက်မယ်နော်အာယုံ၅ပါးစလုံးအခုလင်းတို့မလေးမဆန္ဒမှာဆိုလို့ရှိရင်လင်းတို့ကဘာကြိုက်လဲအစားလင်းတို့ငှက်ကလေးတွေနဲ့အတူတူဘိုးကောင်ကြီးလင်းတို့ကဘိုးကောင်ကြိုက်လားမကြိုက်ဘူးသူကဘာကြိုက်တာလဲတက်တီးမယ်တီးမယ်တီးမယ်ပါတက်တီးမယ်အဲ့ဆိုလင်းတို့မလေးမဆန္ဒစာအုပ်ယူလို့ရပြီနော်အော်နာမှာလို့ရပြီကဲတက်တီးမယ်လေးမြည်ကြည့်လိုက်ရအောင်လင်းတို့မလေးကမဆန္ဒဘာဖြစ်လို့ဒီတက်တီးကိုဘာဖြစ်လို့ကြိုက်တယ်လဲဒါတို့သမီးတို့ကိုကြိုက်တယ်လားမြည်ကြည့်ရအောင်ဆိုရင်တခါတည်းဒီဟာအာယုံ၅ပါးပါသွားပြီနော်ဒီလေတိုးတန်လေးကြားရတယ်လင်းတို့တွေကဒီနားအကြားအယုံရမ်းကောင်းတယ်နော်ဒီနားဆွင့်ရအောင်မသိစိတ်နေတဲ့ချိန်မှာနားထောင်ခိုင်းတဲ့ဟာလေးတွေပေါ့ဒီကျမတို့အကြောင်းတွေမှာအဲ့ပုံမြင်တွေကမရှိမဖြစ်တော့နော်တယောက်ပြောပြီလေဒီလိုမှဒီမစမ်းလားဒီလိုထားပါတော့ဒီလိုမှရပ်ပဲကြတယ်အဲ့ပုံမြင်ကောင်းတွေလိုအပ်တယ်ဒီနေလင်းကြီးကိုဘယ်သူစားဆိုတဲ့ဟာလေးတွေရောပေါ့နော်ဒီဟာလေးတွေလိုအပ်တယ်ပြီးရင်ခုနပြောတဲ့ဥစ္စာပေါ့နော်အနောက်ပတ်ဝန်းကျင်အနောက်ရှက်ဆိုတဲ့ဥစ္စာလင်းတို့မလေးမဆန္ဒဆိုတဲ့ဥစ္စာဒီစာအုပ်လေးဟုတ်ပါတယ်လို့ဒီစာအုပ်လေးဟုတ်ပါတယ်သူကဆလန်းကအရှာကောင်းတယ်ကြောရိုးရမ်းကောင်းတယ်ဒီလိုကြောရိုးခိုင်တဲ့ဇလန်းကောင်းတဲ့အကြောင်းအရာတွေကကျမတို့ဆီမှာတိတ်မရှိဘူးဒါပေမဲ့များလေးကျမတို့ပြုစုဖို့လိုတယ်ပေါ့နော်ဒီခုနကအနောက်ရှက်မဖြစ်တဲ့ဟာလေးကိုကျမတို့ကလုတ်ပေးထားရမယ်သူတို့ကအာယုံရမ်းပြတ်နေတယ်ဒီပုံထဲဟာတော့မှအာယုံရမ်းများတယ်နော်တကယ်တမ်းတော့ဒီထက်အမြင့်မရှုပ်တဲ့နိုင်ရန်လေးကိုပို့ပြီးမှဥတည်ထားတင်တာပေါ့နော်ဟိုမှာကလေးကိုထိတွေ့ခိုင်းတာတွေ့လားသူတို့လက်ထဲမှာပစ္စည်းလေးတွေထည့်ထားတယ်နော်ပစ္စည်းလေးတွေထည့်ထားတယ်အဲ့လိုလေးပါဝင်ခွင့်ပေါ့နော်အဲ့ဒါတွေရတယ်အခုဒီပုံဆိုလို့ရှိရင်ရောဘယ်သူဆွဲတာလဲ AI ဆွဲတာခိုင်းတတ်ရင်ခိုင်းတတ်တယ်လို့ပုံကောင်းနေရတာပေါ့နော်အဲ့လိုမျိုးခိုင်းကြပါလို့နော်ကျမမဟုတ်လားဒီရွယ်သူချင်းပတ်ဖို့မှုအရင်ကြီးကြီးတယ်ဒီအားလုံးပူးပေါင်းပါဝင်မှုပေါ့နော်ဒီ inclusion ပေါ့နော်အဲ့လိုမျိုး approach မှာဆိုလို့ရှိရင်ဝူဂျိုမာနဲ့ဆီဆမတို့လုပ်ပေးဘူးပါတယ်နော်ရှက်တဲ့ကလေးတို့အရန်ဘာမှသူကတွားမကစားတဲ့ကလေးကိုတွက်တဲ့ကလေးနဲ့တွဲပေးလိုက်တာလေအဲ့လိုရွယ်သူချင်းတွဲပေးတဲ့ပတ်ဖို့မှုအဲ့ဒါလေးလုပ်ပေးရတယ်နော်အဖော်ရဲ့သူ့ရဲ့အဖော်ကြောင့်လို့သူအများကြီးတက်သွားတယ်ကျမတို့ညမ်းစင်ပေးတဲ့သူတွေထဲမှာဆီယမပဲညမ်းစင်တဲ့လူဟုတ်လားမဟုတ်ဘူးရွယ်သူကလေးတွေကလည်းပဲညမ်းစင်ပေးတဲ့သူတွေဖြစ်တယ်ဘယ်သူပြောရလဲဘိုက်ကော့စကီပြောရလေနော်ဘိုက်ကော့စကီပြောတာရွယ်သူညမ်းစင်ပေးဖို့အများကြီးလိုအပ်တယ်ကျမတို့တွေလည်းပဲညမ်းစင်ပေးနေတဲ့သူတွေပဲကလေးတွေကလည်းညမ်းစင်ပေးတဲ့သူတွေဖြစ်နေတယ်ခက်ခဲတဲ့ကလေးကိုတခြားကလေးနဲ့ပေါင်းဖက်လိုက်ရမယ်လို့နော်ပန်းပြိုးလက်ငါးတွေပြန်ဖတ်မယ်နော်ကျမတို့အဲ့ဒါလည်းပဲကျမတို့ပြုစုမယ်ဒီပန်းပြိုးလက်ကနေရမယ်ပေါ့နော်ဒီတစ်ချိန်မှာကျမတို့စီကနေရနိုင်ပါတယ်လို့အခုတော့ဒီနေ့အတွက်ကတော့ကျမခြေစင်းပေါ့နော်တကယ်ဇက်လိုက်မင်းသမီးအဓိကဒီနေ့ရဲ့ workshop ရဲ့အတွက်ကဆီယမတယူဝင်းကနေမှဥဆောင်သွားမှာဖြစ်ပါတယ်လို့နောက်ဆုံးအနေနဲ့ဒီပုံမြင်ဆိုတာတရားလေးတစ်စင်းကျမတို့ဘဝမှာပုံမြင်လိုအပ်တယ်ကလေးသူငယ်တွေဘဝမှာပုံမြင်ကသူတို့ဖွံ့ဖြိုးရေးအတွက်တော့မရှိမဖြစ်လိုအပ်တယ်ပုံမြင်ကသူတို့ဖွံ့ဖြိုးမှုအတွက်တရားတစ်စင်းကျမတို့ဂျားထဲမှာလည်းပဲတရားတစ်စင်းသူတို့ကြောင်းတက်ဖို့ပညာသင်ယူဖို့အတွက်တရားတစ်စင်းပေါ့နော်ကျမတို့ဘလောက်သူတို့ချစ်တယ်ကျူးဆိုင်တယ်ဆိုတာကိုသိစေဖို့တရားအဲ့တရားကတော့အတိတ်ပဲမျိုးဖွဲ့လိုက်လို့ရတာပေါ့နော်ဒီ
ဒီတရားကလူကိုလိုအပ်တယ်ဒီကလေးရဲ့ဖွံ့ဖြိုးမှုအတွက်ကလေးရဲ့အသားအဆေးတွေကိုကြော်လွှားနိုင်တဲ့တရားလေးချစ်ချင်းမြတ်တာလေးအပြည့်နဲ့ဒီပုံမြင်ကောင်းလေးတွေကိုတရားလေးတွေကျမတို့အဖြစ်တရားလေးတွေအဖြစ်နဲ့ကျမတို့အသုံးပြုရမယ်အဲ့တော့ဒီကနေ့ကျမတို့ share ပေးမယ်ဝေမျှပေးမယ်ဒီစာအုပ်ရဲ့နီးလန်းတွေကိုလည်းပဲလက်တွေ့လှုပ်ဆောင်ရင်းနဲ့တရားလေးတွေအများကြီးထိုးပေးနိုင်ပါစေပုံပြောကောင်းသူတွေဖြစ်ပါစေလို့သူ့မုံကောင်းတောင်းရင်းနဲ့ကျမရဲ့ရှေ့ပိုင်းခြေဆင်းလေးကိုအဆုံးသတ်ပါတယ်မေးစရာမေးခွန်းရှိလို့ရှိရင်လည်းပဲချက်ပေါက်မှာရေးထားလို့ရတယ်ဆရာမတက်ယူဝင်းနဲ့တူပေါင်းပြီးမှခဏနေကြရင်ဖြည့်ပေးမယ်ပေါ့နော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဆရာမတက်ယူဝင်းကိုဖိတ်ခေါ်ပါတယ်လာပါပြီအဲ့တော့အားလုံးမင်္ဂလာပါနော်တာတွေ့ပြီးတော့လက်တွေ့ပေါ့နော်တာတွေ့ပြီးတော့လက်တွေ့ကျမတို့ကျမတို့ဆီယာမတွေကခလေးနဲ့ဆီယာမပဲဖြစ်ဖြစ်ပြီးပါဖြစ်ပုံပြင်ရနော်မဖြစ်မနေနော်မဖြစ်မနေပြောရတဲ့အရာတစ်ခုဖြစ်တယ်နော်မပြောကိုပြောရပုံပြင်ပြောကောင်းတဲ့ဆီယာမတွေဆိုခလေးအရင်ကတ်တာနော်ဘာမှပြောကြမလို့ပဲနဲ့ तू ကဘယ်လိုမျိုးလဲဘာမှကျမတို့သုံးနေကြတုတ်တွေမသုံးရပဲနဲ့လေအရင်ပဲခလေးကိုပြောရရင်တော့စီယုံလို့ရပြောချင်တာတွေပြောလို့ရတယ်ဒါကြောင့်ဆီယာမကောင်းတွေကပုံပြင်ပြောတာကိုအကုန်လုံးကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့လိုတယ်ပြောတယ်များသွားပြကျမတို့ကြောင်းနေမှာပြန်ပြီးတော့ကြည့်လိုက်တဲ့ခါကြားလို့ရှင်စာအုပ်နဲ့ပြောတာလည်းပုံများပါတယ်နော်များသွားပြမြန်တာဟုတ်နော်စာအုပ်ကလေးယူပြီးကောက်ပြောလဲတချို့ဆိုစာအုပ်ပြောအရင်ကျွမ်းကျင်တာနော်အတန်အနည်းအမြင့်နေတယ်နော်အဲ့ဒါလည်းတကယ်ဆရာကြီးတွေပေါ့နော်အဲ့ဒီအပြင်ပေါ့နော်နည်းတကယ်ပဲလက်ပါလဲသူတို့အတွက်မြင်လို့ရတဲ့အရာပေါ့နော်ကင်လို့ရတဲ့အရာတွေရှိရင်ပို့ပြီးတော့ကြိုက်သူကများတော့ကျွန်တော်ပုံမြင်ပြောပြီးရင်ဆရာမသိမ်းထားရနော်ပြောတော့ပြီးအခုဆိုကျွန်တော်ကပစ္စည်းတွေပါဆိုရင်ထားလိုက်ပါတော့ဒါဒီခါမရှိပိုင်းနေကျွန်တော်တို့ကတုံပြီးသွားပြီးပြောပြီးသွားပြီးဆိုရင်ဆရာမဗီဒီယိုထဲမှာတခါသိမ်းလိုက်အောင်နော်ဟိုကဖြစ်မှာလို့ဆိုပြီးတော့နော်သိမ်းလိုက်တယ်ပြဲမှာဆိုလို့ပါလို့နော်အဲ့ဒီတော့စာဖတ်ရနေရမှာကျမတို့ကျောင်းနေမှာရှိရမလားပုံမြင်ဆောင်နေရမှာထားပေးလိုက်လို့ရှင် तू ကအဲ့တော့ပြန်ပြောရင်ပို့ပြီးတော့မှကလေးရဲ့ language ပေါ့နော်ဘာသာစကားအတွက်ကိုသူတို့ရဲ့ဆရာမပြောတယ်လို့ like ပြောတာကိုနောက်ပြီးတော့ तू နဲ့ပြောတော့တငယ်ချင်းနေရလေးရှိရနော်တငယ်ချင်းနေရရှိရအခုကျမနေရွာလေးတစ်ခုမှာပေါ့နော်တကယ်တောင်ပိုကရင်ရွာလေးတစ်ခုမှာကျမအခုပိုင်းမှာဆောင်ရွက်နေတယ်ပေါ့နော်လူတစ်ခါမှာအရင်ပိုသိတာတိုင်းရင်းသားကလေးတွေတောင်မှာနော်စာအုပ်နဲ့လုံးဝမရင်းနှီးတဲ့ကလေးတောင်အခုဆိုပုံမြင်စာအုပ်နဲ့သူတို့အရင်ကတ်တယ်ကဲဘယ်လိုရှိရင်သူတို့ဘာလဲပြင်းတယောက်ကဆီယာမလောက်တာဟုတ်ကျမတို့ကင်နေတိုင်းပဲတူလူကင်နေနော်ကင်ပဲအဲ့လိုပုံပြောတာတခုပစ္စည်းတွေတခုချထားခဲ့အဲ့ပစ္စည်းကိုသူကသုံးပြီးဖြစ်နေပြီအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်ကလေးတွေအတွက်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကြောင့်ကျမတို့ဆီယာမတွေကပုံမြင်ပြောနီလန်းမျိုးမျိုးတွေကိုသိရှိဖို့ရန်အတွက်လိုအပ်တယ်ဒါကြောင့်မို့လို့ကျမတို့တွေအများကြီးပဲကျမတို့ရဲ့ဒီအပန်းပြိုးလက်เนาะကျမတို့ ECCD technical thing ကပေါ့เนาะဒီဥစ္စာကိုစူးစမ်းကြရအနှစ်အတော်များများကြီးဒါကြီးထွက်လာဖို့ပေါ့เนาะထွက်လာဖို့အတွက်ကျမတို့အများကြီးပဲစူးစမ်းခဲ့ပါတယ်เนาะဒီထဲမှာဒီဥစ္စာလေးပေါ့เนาะကျမတို့ရရှိတာဒီဖြစ်ပါတယ်เนาะဆိုတော့ဒီစာအုပ်တွေ့ဘူးကြပြီလားမသိဘူးเนาะเนาะเนาะတချို့ကတော့ line ပေါ်လူတွေဒီတိုင်းပဲကြည့်ပါဗောနော်ဒီတိုင်းပဲကြည့်လိုက်ပါနော်ကျမတို့ဒီမှာရောက်လူတွေ့လူတွေကတော့ကင်ခွင့်ရမှာဖြစ်ပါတယ်နော်အကင်ကျင်တယ်ဆိုလို့ရှင်နော်ကျမတို့အခုအားလုံးပေါ့နော်တယောက်တအုပ်နော်တယောက်တအုပ်ကျမတို့ကြည့်လိုက်ပါမယ်ပြေးရမယ်ဟုတ်ဝယ်ပြီးတော့ဒီချက်ဟုတ်ဝယ်ပြီးတော့ဒီလိုက်ဒီဘွားဟုတ်ပြီ16ရောက်လာမယ်ပြောတာ16ရောက်မှန်ပါပြီအခုကဟိုကပေါ့အဲ့ဒီတူကျမတို့လည်း train တင်တဲ့ခါကျတော့လေ line ပို့တင်တဲ့လူတွေကတော့ပိုပြန်များကြည့်ပါဘောနော်ပိုပြန်များကြည့်ပါနော်ဒီမှာကျမတို့ဒီမှာလာတဲ့လူတွေကကြတော့ကျမတို့ဒီဟာကိုလည်းပြောမှဖြစ်တယ်ပြီးရင် practical လို့ပို့လည်းအချိန်ပေးမှဖြစ်ပါတယ်ဘောနော်ဒါကြောင့်တကယ်လို့ပေါ့နော်ကျမတို့ဒါလုပ်မယ်လို့ပြောတဲ့ခါကြလို့ရှိရင်ကျမတို့ line ပေါ်မှာကြည့်နေတဲ့သူတွေလည်းကိုဘေးနာမှာစာရွက်တို့နော်အခုချိန်မှာဆိုစာရွက်တို့ကက်ကြီးတို့နော်ကကြီးတို့တိတ်တေနော်အဲ့ဒါလေးတွေကိုဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ဆောင်ထားပါပြီးလို့ရှိရင်
ရုပ်တွေပေါ့နော်ပုံပြင်ဆောင်တွေပါရှိတယ်ဆိုလို့ရှိရင်တော့ဆောင်းထားစေချင်ပါတယ်လေနော်ဒါဆိုတော့ကျမတို့ဒီမှာပေါ့နော်ပုံပြင်ပြောနေလဲအခုလောလောဆယ်ကတော့ကျမတို့ကဒီတစ်ခါတော့ပြောနေတာကတော့အပိုင်း1ပေါ့နော်ပထမအုပ်ပေါ့နော်ပထမအုပ်အနေနဲ့ထွက်လာတာဖြစ်ပါတယ်ပေါ့နော်ကျန်တဲ့အုပ်ဒါလည်းထပ်ထုတ်ဖို့ရှိပါသေးတယ်ပေါ့နော်ရှိပါသေးတယ်အခုလောလောဆယ်တော့ကျမတို့ဒီပထမတစ်အုပ်ပေါ့နော်ပထမတစ်အုပ်ကိုကျမတို့ပြုဒီမှာရေးလုပ်ပေးထားပါတယ်လို့နော်တော့ကျမတို့ဒီထဲထဲမှာပေါ့နော်မြင်ရတဲ့ကျမတို့ line ပေါ်ကဖဲ့အတွက်ကိုတော့ဘာအေးဖြစ်ထားဖို့ပြီးတော့ခေါင်းစဉ်လေးတွေကတ်ပေးပါမယ်နော်ခေါင်းစဉ်လေးတွေကျမတို့ကတ်ပေးပါမယ်နော်ဒီထဲထဲမှာဆိုလို့ရှိရင်ကျမတို့ပုံပြင်ပြောနီလန်းပေါ့နော်ပုံပြင်ပြောနီလန်းကျမတို့ဒီ14မျိုးပေါ့နော်ကျမတို့သုံးထားတယ်တချို့မျိုးတွေကကြတော့ဆရာမတွေတချို့တော့လေးသုံးပြတဲ့မျိုးဖြစ်ပြီးတော့တချို့တွေကနည်းနည်းတခါတလေမှလုပ်ဖြစ်တဲ့ဟာမျိုးပေါ့နော်တချို့ဟာဆိုရင်တော့ကျမစိတ်ထင်တယ်တချို့ဟာဆိုရင်တော့တခါမလို့အသေးဘူးထင်တယ်ပေါ့နော်သူတို့အဲ့အပိုင်းလေးတွေရှိမှဖြစ်ပါတယ်လို့နော်အဲဆိုတော့ကျမတို့ဒီမှာပုံမြင်ပြောနေလမ်းမျိုးတွေမှာအခုဆိုလို့ရှိရင်ကျမတို့အများစုကျမတို့ပြောနေတဲ့ဒုတ်ထိုးပုံပြင်ပေါ့နော်ဒုတ်ထိုးပုံပြင်ဆိုတော့လေဝက်သားဒုတ်ထိုးတွေကိုပြောတာတော့မဟုတ်ပါဘူးပေါ့နော်အများစုကျမတို့အမြဲပြောလို့ဒုတ်ထိုးပုံပြင်ပေါ့နော်ခုအရင်ကလည်းကျမတို့ခေါ်ကိုလိုကန်လာတော်တော်နိုင်တာပဲနော်ဒါပါလဲဆိုတော့ဒုတ်ထိုးဆိုတော့ကျမတို့ဒုတ်မလားဒုတ်မှာတရိတ်ဆန်အကောင်ကိုကတ်လိုက်တာတော့ဒုတ်ထိုးပုံတယ်ကျမတို့ဒုတ်ထိုးလို့ပြောတကယ်တော့ရုပ်ပုံနဲ့နော်ကျမတို့ဒီမှာအသုံးပြုမယ်ရုပ်ပုံနဲ့ဒုတ်ကိုအသုံးပြုရဟာဆိုပြီးတော့ကျမတို့ဒီထဲမှာလဲကျမတို့ရဲ့ဒီပုံမှာရေးပြီးနည်းနည်းဆန်ဆန်တော့ကျမတို့ရုပ်ပုံနဲ့ဒုက္ခအသုံးပြုလို့နည်းနည်းဟိုဖြစ်တာပေါ့နော်ဒါကြောင့်ကျမတို့ကဒုတ်ထိုးပုံပြင်ဆိုပြီးပြောတယ်နော်တကယ်တမ်းတော့ကျမတို့ကရေးချင်တာကတော့ဒီဥစ္စာဖြစ်တယ်နော်ဘာနဲ့ပေါင်းဆက်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းပုံပြင်စာအုပ်ကပြောနည်းရဲ့အောက်ခြေလေးမှာလည်းကျမတို့ရေးပေးထားပါတယ်လို့နော်ပုံပြင်စာအဲ့ဒါလည်းရေးပေးထားတယ်ပြီးသွားတဲ့ခါမှာကျမတို့ပုံပြင်စာအုပ်ပေါ့နော်ဒီထဲထဲမှာဆိုလို့ရှိရင်လေအခုဆိုရင်တစ်ခုသုံးရမယ်ဆိုကိုကလုံးတော့မယ်ဆိုလိုအပ်တဲ့ပစ္စည်းလိုတယ်လေနော်တခါကျရင်နင်တို့ဒီလိုပြောလိုက်ပါလားတခါကျလည်းကျမတို့လည်း training နဲ့တက်ကြတယ်မဟုတ်လားနော်ဒါတော့ပဲကျမတို့ clinic လို့နဲ့တင်တန်းနေအကုန်လုံးတက်ကြတာပဲပေါ့နော်တက်တဲ့ခါမှာဆီယမကတော့အကုန်လုံးတင်ပေးလိုက်တာပဲနော်အကုန်လုံးတင်ပေးလိုက်ကြတာဒါပေမဲ့အမေကများတော့တရက်တည်းလည်းဖြစ်တာပေါ့နော် practically ကလည်းကျမတို့ရှိမှာထပ်လို့ဖို့တခြားကောင်းစင်တွေလာတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုပြောကျမတို့တော်တော်လေးမေ့သွားတက်ကြနော်ပြန်သုံးများတဲ့ဟာပဲပြောပြနော်အသုံးမများတဲ့ဟာကြောင့်မပြောပြဘူးเนาะဒါကြောင့်ကျမတို့ကဒီစာအုပ်ထဲမှာဆိုလို့ရှိရင်เนาะလိုအပ်သောပစ္စည်းများဆိုပြီးတော့ကျမတို့လုပ်တာเนาะဒီတစ်ခုကိုဆရာတို့ဆရာမတို့ကဗာလဲမူကြိုကျောင်းမှာပဲဖြစ် chess school ပေါ့เนาะကျမတို့Sunday school ပေါ့เนาะ Korean ဆို Sunday school ဒါမှမဟုတ်လို့ရှိရင်ကျမတို့ဗုဒ္ဓဘာသာဓမ္မ school တွေရှိရမလားဆိုလို့ရှိရင်အဲ့ဒီမှာပြန်ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကဒီဥစ္စာလေးတွေမှာဘေးပစ္စည်းတွေပေါ့เนาะကိုရှာထားရမယ်ပေါ့เนาะဥပမာအဲ့ဒါလေးတွေသုံးမယ်ပေါ့နော်အဲ့ဒါလေးတွေကျမတို့ရေးထားတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့ဘာလုပ်လဲတတိပြုရမယ့်အချက်နော်တခါကျလို့ရှိရင်ကျမတို့တတိပြုရမယ့်အချက်ကိုဘယ်လိုမျိုးပြောလဲမလုပ်ထားဘူးပေါ့နော်မလုပ်ထားမိဘူးဆိုလို့ရှိရင်ဟိုကြမှာတို့တဲဘိုးပုံမြင်ကပြောနေရင်းနဲ့တဲရရေများသွားပြီးလဲသွားတာတို့ဘာလို့ရှိတာပေါ့နော်အကောင်လေးကပြုတ်ကျသွားတာတို့ဘာလို့ရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ဘာလို့ဆိုရင်တတိပြုမယ့်အချက်ကိုကျမတို့ဆရာမတွေကကြိုတင်ပြီးတော့ကြည့်ထားပြီးဖို့လိုအပ်တယ်ပြီးတော့ကိုပုံပြောပြီပေါ့ဒါဆိုကိုကတိသွားပြီးသွားပြီဆိုရင်ကျွန်တော်နောက်တစ်ဆင့်အောင်ဘာလို့လဲဆိုရင်ပုံပြောပြီပေါ့နော်ပုံပြောရင်ဘယ်လိုပြောရမလဲပေါ့နော်ပုံဘယ်လိုပြောရမလဲခလေးကိုနဲ့အရင်ဆုံးကိုဘယ်လိုပြောမှာလဲဥပမာဖြစ်ဒီမှာဆိုလို့ရှိရင်ခလေးကိုအရင်ဆုံးများတော့ကျွန်တော်တို့ကပုံမြင်တစ်ခုပြောလိုက်မလားကဲဒီနေ့နော်မင်းတို့ကိုပါလဲရုံနဲ့လိတ်အကြောင်းပုံမြင်ပြောမှာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့စလိုက်ပါနော်ဒါဆိုဒီနေ့တော့တို့တွေခလေးတို့အပြည့်တိုင်ဘူးလားတိုင်ဘူးလားအပြည့်တိုင်ဘူးလားပြန်ပြီးတယ်နော်ဟာပြန်တဲ့ခါကျဟာဆိုတမီးကပြေးတာနိုင်လားဘယ်လိုမျိုးအရှိမြန်မြန်ရောက်လားဘယ်လိုမင်းလဲပြေးတော့အရှိရောက်တယ်ဟုတ်ပြီတမီးကဟောဟုတ်ပြီအဲ့ဒါဆိုတော့တို့တွေအပြည့်တိုင်နေထဲမှာအပြည့်တိုင်နေအကောင်လေးနှစ်ကောင်အကြောင်းပြောပြအကောင်လေးနှစ်ကောင်ကဲအကောင်လေးနှစ်ကောင်ချော့ကြောက်ဘူးမှာပဲဘာကောင်လေးဖြစ်မလဲအပြည့်မြန်တဲ့ကောင်ဘာဖြစ်အပြည့်နေတဲ့ကောင်ဘာဖြစ်မလဲနည်းနည်းလေးသွားတာခယူဟုတ်တယ်ခယူလဲသွားတယ်ပြီးတော့နည်းနည်းလေးသွားတာလေးလေးသွားတယ်ဟုတ်တယ်ခယူလဲဟုတ်တယ်ဖြည်းလေးသွားနော်ခယူပြန်ဝင်လို့ရှိတာပဲဟုတ်တယ်တော်တယ်နော်ဟုတ်တယ်ဒါဆိုမြင်မြင်ပြေးတာတော့ဘာရှိလဲမြင်းရှိတယ်ပြီးတော့
ဘာကောင်းနေရှိသေးလဲအေးညီတွေရှိတယ်နော်တောက်ပိုက်ကောင်လည်းမြန်နေနော်ဖူဖာနဲ့ပြေးတာဟုတ်တယ်မလားအာဟုတ်တယ်ပြေးတဲ့ကောင်အများကြီးရှိတယ်ဖြည်းဖြည်းလေးသွားတဲ့ကောင်လည်းရှိအဲ့ဒီထဲမှာဆီယမကဖြည်းဖြည်းလေးနဲ့သူကကွာသူ့ကြောကဝမ်းဝိုင်းလေးရှိတယ်ကွာဘာကောင်လေးလဲ လေ ဝမ်းဝိုင်းလေးဟုတ်တယ်လေကဲဟုတ်ပြီလိမ့်နဲ့နေရွှေရှိရဘာကောင်လဲကွာနေရွှေလက်ဘောယုံဟုတ်တယ်နေရွှေရှိတော့တောက်ပဲကောင်လည်းရှိနေတယ်နော်ကဲဟုတ်ပြီအခုစီအောင်ပြောမဲ့ပုံမြင်လေးကဒုံနေလေးဖြစ်ပါတယ်အဲ့ဒါမျိုးပေါ့အဲ့လို intro လေးနဲ့စတယ်ကအခုပဲကြည့်ခုနကထိုင်နေတာတည်းအခုဆိုကျမတို့အားလုံးဗာဖြစ်သွားရလားဟာဟုတ်တယ်ဒီစဉ်းစားရတော့ thinking skill ပေါ့နော်အဲ့ဒါအရင်ရေးကြည့်ပါပုံပြင်ပြောလိုက်တယ်ဆိုတာပြောသွားတာမဟုတ်ပါဘူးကလေး thinking skill ကိုအရင်ကိုကျမတို့လုပ်ပြရမှာဒါမှသူ brain development အတွက်ပိုကောင်းမှာဖြစ်တယ်နော်အဲ့ဒီဥစ္စာပဲပို့လို့ဗနာပြီးတော့ခက်မှန်းတာမှန်းဆနိုင်နေညအဲ့ဒီဥစ္စာတွေအရင်လုပ်ပြပါဘောနော်မြောက်တော့ပြကျမတို့တန်ဟာဒီနေ့တော့ဂျုံနဲ့လည်းပြောမရအောင်ဂျုံကလည်းဘာဖြစ်တယ်ညာဖြစ်ကျမတို့ကသွားလိုက်ကြတယ်ဘောနော်အဲ့ပုံစံမှုပဲနဲ့အဲ့လိုမျိုးလေးတွေလုပ်ပြီးဖို့ကျမတို့ကပြောရပြီးဟုတ်ပြီဆိုတော့ကျမဒီနေ့ပြောရင်ပုံများဂျုံနဲ့လေးဖြစ်ပါတယ်ဆိုပြီးကျမတို့ကစနော်အဲ့ဒါမျိုးလေးတွေလုပ်ဖို့အတွက်ကျမတို့ဒီမှာပြောထားတယ်ပြီးသွားတဲ့ခါကျတော့မှတော့ကျမတို့ကပုံပြင်ပေါ့နော်ပုံပြင်ကိုကျမတို့ကပြုလုပ်သွားဖို့အတွက်ဖြစ်ပါတယ်လို့နော်ဆိုတော့ကျမတို့ကညစုကျမတို့ကျောင်းနေမှာအသုံးများတယ်ပြောနေတဲ့ဟာရှိရပေါ့နော်ပြောနေတဲ့ဟာဆိုညတော့ကျမတို့ကျောင်းနေမှာဆိုလို့ရှိရင်အလှတိုင်ပဲပုံပြင်နဲ့တော်တော်များများပြောကြတယ်နော်အလှတိုင်ပဲပုံပြင်နဲ့တော်တော်လေးပြောကြတယ်နောက်ပြီးတော့ဒီအလှတိုင်ပဲပုံပြင်ပေါ့နော်ပုံပြင်စာအုပ်ကိုလည်းအားလုံးကိုကိုကျောင်းမှာရှိတယ်ပေါ့နော်ကျောင်းမှာရှိတယ်ဆိုလို့ရှိရင်တော့အရင်ကောင်းတယ်မရှိဘူးဆိုလို့ရှိရင်လည်းရှိအောင်လုပ်ကြပါမရှိအောင်လုပ်ကြပါနော်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဘာဖြစ်လို့ပြောတာလဲဒီအကောင်တွေအများကြီးပါတယ်အတွက်ဆောင်ချက်အကောင်တွေအများကြီးပါတယ်ဖြစ်တယ်တချို့ကတော့ကိုယ့်ရှိမှာကွန်ပျူတာရှိတယ်အဆင်ပြေတယ်ဆိုတာ print ထုတ်လို့ရပြီမဲ့နေရလူတွေအတွက်ပေါ့နော်ကျမတို့အကုန်လုံးကြည့်နေတဲ့သူကတနိုင်ငံလုံးဖြစ်တဲ့အတွက်ကြောင့်နေရသူတွေလည်းလိုင်းရပြီးတော့ရပြီမဲ့စာအုပ်အခက်အခဲရှိတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်ကျမတို့ကပုံမြင်လေးတွေရှိရဆိုကာဗွန်နဲ့ပြန်ထက်ချတာမျိုးပေါ့နော်ဒါကြောင့်ဘယ်လိုလုပ်ရမလဲဆိုဒီထဲမှာလည်းကျမတို့ပြောထားပါပုံမြင်စာအုပ်ကိုမရှိရင်ကာဗွန်နဲ့ထက်ချပါလို့ပြောထားတယ်နော်ဆိုတော့အဲ့ဒါမျိုးလေးတွေကျမတို့ဒီဟာဆိုရင်ကျမဆိုအရင်မဲ့ဒီစာအုပ်ကိုတုံးပြီးတော့ကျမပုံပြင်ပြောင်းများစွာကိုဒီတအုပ်နဲ့ပဲကျမပြောပါဒီတစ်ခု training တွေသွားတဲ့ခါကြာလို့ရှိရင်ကျမတုံးတယ်အခုနောက်ပိုင်းမှာလာကျမနည်းနည်းဟိုဟာဒီဟာတွေအများကြီးနဲ့ထည့်တုံးတော့ဘာလို့ရင်တော့ဆိုကျမဆိုဝေးခေါင်သွားလေဒီဟာတစ်ခုကိုတုံးသွားတာပေါ့နော်ဒီဟာတစ်ခုပဲတုံးသွားတယ်ဒီကောင်ကကျတော့ black and white ဖြစ်တယ်ဒီကောင်ဆိုရင် color နဲ့ပေါ့နော် color နဲ့ကျတော့ပို့ပြီးတော့ကျမဆွေအယောင်ချင်းတိတ်မလာမှာဆိုတော့နော်ဆိုတော့ဒီဟာလေးနဲ့အလိုမျိုးလှုပ်ထားတာတွေရှိရပေါ့နော်ဒီကောင်လေးအရင်အသုံးလို့ကောင်းပါတယ်လို့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေဖြစ်ပါတယ်လို့နော်ဒါကြောင့်ကျမတို့ကအဲ့ပုံမြင်ဒီအကြောင်းပြောရမယ်ပေါ့နော်ဒီအကြောင်းပြောရမယ်ဆိုလို့ကျမတို့ကဒီပုံမြင်တေချာဖက်ထားနော်တေချာဖက်ထားတာပေါ့နော်တေချာဖက်ထားပြီးမှကိုဘလို့ပြောမှနောက်ဘုန်းကလည်းအမဆိုင်လို့ပြောတယ်မှာကိုကြီးစိတ်ဆိုရင်ဘလို့အတန်ဟုတ်တယ်မလားနော်အဲ့လိုပြောတာကိုငယ်စိတ်ဆိုဘလို့အဲ့လိုမျိုးပဲတောကြောင်လေးဆိုတောကြောင်လေးကဘာဖြစ်တယ်ညာဖြစ်အဲ့လိုမျိုးပေါ့ဘယ်လိုသွားတယ်အဲ့လိုမျိုးသူ့ order လေးတွေနဲ့ပြောတာပြီးရင်ကလေးတွေကျွန်မပြောလဲပြောလူတွေးဆိုတော့လေနော်ဟိုလိုင်းရလူတွေကိုမေ့ပါနော်လူတွေးကြတယ်မြန်ပြောပါလိုင်းရကျွန်မဖြည်းဖြည်းလေးပြန်ပြောပြီးတော့အလားတတိပေးတော့ကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်ဒီဟာပေါ့နော်ဒီရုပ်စာလေးကတော့အရင်ကောင်းတယ်ပေါ့နော်အပေါ်တန်လေးတွေနဲ့ထည့်ပြီးတော့ပြောလာလို့ရှိရင်ပိုပြီးကောင်းမှာဖြစ်ပါကဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျမတို့ဒီထဲထဲမှာပါတဲ့အချက်ပြောလိုက်ပြီဖြစ်ပါနော်ပုံမြင်စာအုပ်မှာလိုရတဲ့ပစ္စည်းတွေနော်ဒီပုံမြင်စာအုပ်တွေမှာတစ်ခုခုသုံးလို့မယ်ဆိုရင်ကျမတို့လိုရတဲ့ပစ္စည်းလေးတွေနော်ဒီမှာဆိုပါသုံးမယ်နော်တုပ်ထိုးလို့ပြောမယ်ဘာဖြစ်လို့ဒီလိုပြောတာလဲနော်တုပ်ရုပ်ပုံနဲ့တုပ်ကိုသုံးပြတဲ့နည်းလမ်းဖြစ်ပါတယ်လိုရတဲ့ပစ္စည်းတွေဘယ်လိုပြုလုပ်ရမလဲဆိုတာကရုပ်ပုံလေးတွေနဲ့ကျမတို့ထည့်သွင်းလုပ်ထားတယ်နောက်တတိပြုရမယ့်ချက်တွေလည်းကျမတို့ဖော်ပြပြောထားတာရှိတယ်ဒီသားတဲ့ကောင်ပုံပြပြောနေတဲ့အချိန်မှာနော်ပုံပြပြောနေတဲ့အချိန်မှာကိုဘယ်လိုလုပ်အောင်ပုံပြပြောပြီးသွားရင်လည်းကျမတို့တွေကအားလုံးပြီးသွားရောပဲပုံပြပြောပြီးလေပြီးတော့ကျမတို့နောက်ကြတစ်ချက်ထားဆိုတာကိုဘာလို့လုပ်လိုက်တယ်မလားပုံပြပြောပြီးတစ်ချက်ဆိုလိုက်တယ်
ဒါမှမဟုတ်လို့ရှိရင်အစမ်းခွဲလိုက်တာမျိုးတွေကျမတို့လုပ်ကြတယ်เนาะတစ်ခုနောက်တစ်ခုဆက်လုပ်လိုက်တာပေါ့เนาะအဲ့လိုမျိုးဟာရှိအဲ့လိုမျိုးလုပ်တယ်လို့မယ်ဒီစာအုပ်နဲ့ပတ်သက်တော့တစ်ခုအကြောင်းအရာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲလုပ်ရမယ့်ဟာလေးတွေလည်းကျမတို့အောက်မှာရေးပေးထားပါတယ်ပေါ့เนาะဒီဥစ္စာလေးလုပ်ပြီးတော့ရေရှည်အသုံးပြုနိုင်အောင်ပေါ့เนาะတစ်ခါသုံးမဟုတ်ဖြစ်နေပေါ့เนาะတစ်ခါကြာရင်ဆီယမတွေเนาะဒီလိုကျောင်းမှာဆီယမတွေဆိုရင်တော့မြတ်တော်အဖြစ်ဆီယမတို့ဆီယမကြီးပဲမိတင်ရှိရမလားတစ်လားတစ်ချိန်ဖြစ်ဖြစ်နှစ်လားတစ်ချိန်နဲ့ဖြစ်ရှိတာမလားတင်တောက်ကူတွေပေါ့နော်တင်တောက်ကူတွေများများသုံးဖို့နော်များတင်တောက်ကူတွေများများပြန်လုပ်တဲ့ခါမှာဒီဟာလေးတွေအများကြီးလုပ်ဖို့လိုအပ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျမတို့ဒီပုံမြင်ပြောနီးလန်းထဲမှာနော်ဒီထဲမှာပါတဲ့ဟာတွေနော်ဒီထဲမှာပါတဲ့ဟာလေးတွေကိုကတ်ပြီးချင်ပါတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကျမတို့တူပုံမြင်လေးတွေပါမယ်ဖလန်တီပေါ့နော်သူကတော့အမျိုးမျိုးသုံးကြတယ်နော်ဖြာမှာကက်တဲ့အတွက်ကြောင့်ဆိုတော့ဖြာနော်ဖြာကိုအသုံးပြုပြီးတော့လုပ်တဲ့ပုံပြင်ပေါ့နော်နောက်တစ်ခုကတော့ကျမတို့ test school တွေမှာဆိုလို့ရှိရင်တော့များတော့ဖလန်တီကိုသုံးကြနော်ဖလန်တီတွေသုံးကြတယ်နော်အဲ့ဖလန်တီတွေသုံးကြတဲ့အတွက်ကျမတို့အဲ့ဒါကိုလည်းများတော့အဖြစ်အတင်းတော့နော် tennis school ပါရဆိုလို့ရှိရင်ကျမတို့ဒီမှာလေးနော်သူတို့မျိုး original MPC ရုံးနေမှာလည်းရှိပြီးသားပဲနော်ဒီလို flanter လေးတွေကတ်ထားတာနော်ကတ်တာ flanter အချင်းချင်းကတ်လိုက်တဲ့ခါကျရင်အဆင်ပြေတဲ့ဟာမျိုးပေါ့နော်ကျမတို့အဲ့ဒါလေးတွေသုံးကြတယ်ပြီးသွားလို့ရှိရင်ကျမတို့အများစုပို့သုံးဖြစ်တာတော့ကတ်ခွာဆိုတာဘာလဲဆိုတော့တိတ်ကိုခွာလဲကတ်လဲလုပ်တဲ့ဟာပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေကျမတို့သုံးတယ်တစ်ခုချင်းစီကိုတော့ပြန်ပြီးတော့ပြောသွားပြီးမှဖြစ်ပါတယ်နောက်ပြီးသွားတဲ့အခါမှာကျမတို့လုပ်တဲ့နောက်တစ်ခါကျတော့ကျမတို့ဗာလဲဆိုရင်ကာမရှိပိုင်နော်ကာမရှိပိုင်ဆိုရှင်နော်ညတော့တထားဂျပန်စကားဖြစ်တယ်ပေါ့နော်ကျမတို့ရုပ်လံပုံပြင်ပေါ့နော်ရုပ်လံပုံပြင်လေးတွေအဲ့ဒီဥစ္စာလေးတွေရှိပါတယ်နောက်ပြီးသွားတဲ့အခါမှာကျမတို့တွေဒီ tissue lane နဲ့ပေါ့နော် tissue lane နဲ့ကျမတို့အသုံးပြုပြီးပေါ့နော်ကျမတို့ဒီမှာသုံးနေတဲ့ tissue လေးတွေနော်အဲ့ဒီပုံပြင်လေးတွေကျမတို့ရှိမယ်ဒီထဲမှာပြီးသွားလို့ရှိရင်ခေါင်းပတ်နော်ခေါင်းပတ်လည်းဒါတော့ဒီခေါင်းမှာပတ်ပြီးတော့များတော့ကျမတို့တရုပ်ဆောင်ပုံပြင်လို့လည်းပြောကြတာပေါ့နော်ခေါင်းပတ်ပေါ့နော်ဒီမှာပတ်ထားတဲ့ခေါင်းပတ်ပုံပြင်လေးတွေကျမတို့ရှိတယ်ပြီးသွားလို့ရှိရင်ကျမတို့ပြီးလို့ရှိရင်ကျိုးတန်းပေါ့နော်ဒါကတော့ဒီမှာလည်းပုံပြင်ပြောရတော့ဝါဒနာပါတာပေါ့နော်ပါတော့တခါတလေခလေးတွေစိတ်ဝင်စားအောင်ရှောက်ပြောရင်းနဲ့အဲ့ပုံပြင်ကလေးရမ်းကြိုက်သွားတဲ့ခါကျတော့တင်းနှန်းနေမှာလည်းထည့်သုံးဖြစ်သွားကြတာပေါ့နော်ကျိုးတန်းပုံပြင်နဲ့ဘယ်လိုလဲတော့မသိဘူးနောက်ပြောပြမယ်နော်သူဥစ္စာနဲ့နော်အဲ့ဒီဥစ္စာလေးတွေရှိပါတယ်နောက်ပြီးတော့ကျမတို့ဒီ14ခုထဲမှာဆိုလို့ရှိရင်နောက်တစ်ခုကလေထောင်ပုံပြင်နဲ့နော်လေထားတဲ့ဟာကိုထောင်တာပေါ့နော်ဆိုတော့အဲ့ဒါလည်းဗာလဲပြောပြမယ်နော်ရုပ်ပုံလေးတွေကိုနော်နောက်အဲ့ဒီဥစ္စာလေးတွေနော်တချို့ဟာလေးတွေကကျမတို့တဲ့နောက်တစ်ခုကကြတော့လက်ချောင်းစွပ်ပေါ့နော်လက်ချောင်းကျမတို့တို့များများသိပါတယ်နော်လက်ချောင်းမှာစွပ်ပြီးတော့တုံကြတယ်နောက်ငယ်တုန်းကဆိုလက်ထိတ်မှာရုပ်ပုံလေးတွေဆွဲပြီးတော့လေကျမတို့လုပ်တယ်မလားစက်ကူလေးကိုစွပ်လိုက်တိတ်သဘောကျတာပဲနော်ကျမတို့ပစ္စည်းနဲ့နော်အကြောင်းတက်တော့လေနော်စက်ကူလေးကက်အဲ့ဒါမျိုးလေးဟာရှိတယ်နော်နောက်တစ်ခုကတော့ကျမတို့ဗာလဲဆိုရင်ဒီမှာဆိုလို့ရှိရင်ညနေဖုံနော်ညနေဖုံကတော့ကျမတို့တချို့ကတော့ကိုယ်တိုင်လုပ်တာရှိတယ်တခါကျကျမတို့ဖျားစေးတို့နော်ဖျားသွားတဲ့ခါမျိုးဆိုလို့ရှိရင်ညနေဖုံရှိရပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းဆရာမတွေကတူဖို့လိုအပ်ပါတယ်ပေါ့နော်နောက်တစ်ခုကလက်ချောင်းစွပ်လိုမျိုးပဲလက်ထိုးရုပ်နော်ဒါတော့ကျမတို့အတော်များများသုံးပါတယ်နော်တော်တော်များများသုံးနေတယ်ဒီမှာဒီဟာလေးတွေရှိတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်စဝိုင်းလေပေါ့နော်စဝိုင်းလေပေါ့နော်အဲ့ဒါလေးတွေကကြောက်ဗာလဲဆိုတော့နာကြီးသွားတဲ့ဟာကိုတတိပြုတ်ပြီးတော့ဒီလိုလေးတွေဆိုရင်လည်းကလေးတွေအတွက်ပေါ့နော်ပိုပြီးကောင်းတယ်ဆိုရဲပုံပြင်လေးတွေပေါ့နော်ပုံပြင်လေးတွေအဲ့ဒါလေးတွေကျမတို့ဒီစာအုပ်ထဲမှာပါပါတယ်ပြီးတော့လို့ရှိရင်ကျမတို့အားလုံးသိတဲ့ဘာချာခောက်ပေါ့နော်ဘာချာခောက်လို့တော့တချို့ခေါ်တယ်တချို့ကြတော့လည်းဘာလဲအကော်ဒီယန်ဟာဘာလဲအဲ့လိုမျိုးခေါ်ကြတယ်ပေါ့နော်အမျိုးမျိုးခေါ်ကြတယ်ပေါ့နော်အဲ့ဒီဥစ္စာလေးတွေကျမတို့ဆက်လေးခုထဲမှာပါပါတယ်နောက်တစ်ခုကတော့ကျမတို့ကျောင်းနေမှာလည်းတုံးတယ်ပေါ့နော် training တွေမှာလည်းတော်တော်များများတုံးတယ်တဲပုံပုံပြင်ပေါ့နော်တဲပုံပုံပြင်ဆိုရဟာနော်အဲ့ဒီဥစ္စာလေးတွေလည်းကျမတို့ဒီထဲမှာပါမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ရှိမှာတပွဲတင်တဲ့တက်ကတင်နေအရင်များနေတော့နော်တက်ကတင်များနေဆိုအဲ့ဒီဆိုင်နဲ့အသုံးပြုပြီးတော့ကျမတို့လုပ်တဲ့ပုံပြင်လေးပေါ့နော်ပုံပြင်လေးတွေရှိတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်အခုလောလောဆယ်ကျမတို့ရဲ့စာအုပ်
ထဲမှာပါတယ်ခေါင်းစဉ်14မျိုးပေါ့နော်ခေါင်းစဉ်14မျိုးဒီဥစ္စာဖြစ်ပါတယ်နော်ဆို ဟုတ်ပြီ ဒီမှာဆိုလို့ရှိရင်ကျမတို့တွေဒီမှာမတိကပေါ့နော်စာအုပ်မှာဆရာမတွေလုပ်နေတဲ့ချိန်မှာပေါ့နော်ကျမတို့စာအုပ်လေးကိုonline ကဆရာမတွေတက်ပြောမယ်။မှာဆိုကျမတို့စာအုပ်ထဲမှာမတိကလေးတွေပါပါတယ်ပေါ့နော်မတိကပါပြီးတော့တစ်ခုချင်းစီနဲ့ဒါကတော့ကျမတို့ရဲ့အမစာနော်အမထားစမတ်ခေထိုင်တော့အမထားရှိပါတယ်ကျမတို့ဒီတန်းတွေကျမတို့ရှိတယ်ပြီးသွားတဲ့အခါမှာတစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီနဲ့တစ်ခုချင်းစီနဲ့ကျမတို့တွေသွားနေတယ်ပေါ့နော်တစ်ခုချင်းစီနဲ့ကျမတို့တွေဒါလေးကိုသွားပါတယ်ပေါ့နော်သွားပြီးတဲ့အခါမှာဥပမာတို့ပုံများတော့ကျမတို့အများစုအရင်ပဲအသုံးပြုကြတဲ့ဟာဖြစ်တယ်ပေါ့နော်သုံးပြီးတော့အဲ့မှာဆိုကျမတို့ပြောတယ်မဟုတ်လားအဲ့မှာဆိုလိုအပ်တဲ့ပစ္စည်းတွေနော်လိုအပ်တဲ့ပစ္စည်းတွေကပါတယ်လောက်ရမှာလဲပေါ့နော်အခုနကပြောတယ်ပစ္စည်းစုပါဆိုတော့အဲ့ဒါကိုပြောတာဖြစ်ပါကျမတို့ဆရာတို့ဒီပုံမျိုးအသုံးပြုတော့မယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့လိုအပ်သောပစ္စည်းတွေကိုတွားမှာမယ်ပြီးပြုလုပ်ပုံအဆင့်ဆင့်ကိုရုပ်ပုံနဲ့တော့ကျမတို့ပေါ်ပြထားပါနော်ပြုလုပ်ပုံအဆင့်ဆင့်နော်ကျမတို့လိုအပ်သောပစ္စည်းတစ်ခုတွားတယ်ပြီးပြုလုပ်အစစ်ဆက်သွားပါတယ်နောက်ပြီးတတိပြုရမယ့်အချက်ကိုကျမတို့သွားတယ်ပုံမြင်ပြောရတဲ့အချက်သွားတယ်ပြီးသွားလို့ရှိရင်ပြုလုပ်နည်းနောက်ဆက်တွဲပေါ့နော်ဘာလို့နိုင်လဲဆိုတာဒါကတော့ပြုလုပ်နည်းလေးတွေဖြစ်တယ်နော်တစ်ခုတစ်ခုဘယ်လိုလုပ်ရပါမလဲဆိုတာကိုကျမတို့လေအားလုံးနားလည်တွေ့အောင်နော်တင်နန်းECC တွေတင်နန်းတက်ပူးတဲ့လူတွေဆိုတော့နားလည်ပေမဲ့ဘာလဲ check school ပေါ့နော်center school ဆရာမတွေအတွက်တို့တခါမှတော့ဘာမှတင်နန်းမတက်ဘူးတဲ့ဆရာမတွေအတွက်အဆင်ပြေအောင်ဒီထဲမှာပုံလုံးရေးထားပါတယ်ပေါ့နော်ဆိုတော့ကျမတို့တွေအဲဆိုလို့ရှိရင်ပြုလုပ်နည်းတွေဖြစ်တယ်ပြီးသွားလို့ရှိရင်ကျမတို့တတိပြုရမယ့်ချက်လေးတွေကျမတို့ပေါ်ပြတယ်ပြီးရင်နောက်ပြီးတော့ပုံပြင်ပြောရင်ကိုဘယ်လိုပြောရမှာလဲပေါ့နော်ပုံပြောရမှာလဲဆိုပြီးတော့ကျမတို့ပေါ်ပြထားတယ်ပြီးတော့နောက်ဆက်တွဲလုပ်ရမယ့်ဟာလေးတွေဆိုပြီးအဲ့လိုမျိုးအဆင့်နဲ့ကျမတို့တစ်ခုချင်းစီကိုပေါ်ပြသွားပါတယ်နော်ပေါ်ပြသွားနေတာဖြစ်ပါတယ်နော်ဘယ်လိုမဆိုဒီဥစ္စာကိုလေတိလားဖတ်ပြီးတော့ပြောလို့သုံးပြုလို့ရအောင်လုပ်ထားပါတယ်နော်တဲပူအောင်လုပ်ထားပါတယ်နော်ဒါတွေကတော့ကျမတို့တဲပုံပုံပေါ့နော်တဲပုံပုံပုံပြင်လေးတွေဖြစ်တယ်ဒါကြတော့ကျမတို့ပြောခိနေကြဆိုတော့ကျမတို့အဲ့ဒါလေးတွေပြောလိုက်မယ်ပါချခောက်နော်အဲ့ပုံကိုပါတာအလုံးနဲ့ရေးနော် ပါချခောက်ကခဏနေဆီယမတင်မယ်ဆိုတော့ကျမတို့အဲ့မှာတစ်ခါလေးပြောမယ်နော်ပါချခောက်ကတစ်ခါလေးအဲ့မှာပြောမယ်ပြီးရင်ဖလန်တယ်လည်းပါတယ်နော်နံပါတ်၄ဟာပါတာဖြစ်တဲ့အတွက်မပြောတော့ဘူးနော်ပြီးသွားရင်ကျမတို့ခမရှိပိုင်လည်းပါနော်နံပါတ်5ခမရှိပိုင်လည်းပါတဲ့အတွက်အဲ့တိုင်းကျမတို့ပြောသွားမယ် လေးပဲရောက်တယ်ဒီနားမှာ နော်နော်သူရဲ့ဟာနဲ့နော်အဲ့ဒါဟာလေးနော်အဲ့ဒီပလန်တယ်ဟာလေပလန်တယ်ကတော့ကျမတို့ church school ကဆရာမတွေတော်တော်များများသုံးဖြစ်တဲ့ဟာလေးဖြစ်တယ်နော်သူရဲ့ဟာလေးဖြစ်ပါတယ် ကပ်ဖို့မျက်နှာပြင်နဲ့ဒီရုပ်ပုံလေးတွေပဲပေါ့နော်စက်ကောင်လေးတွေပဲကပ်ဖို့ကတော့ဘယ်မှာမဆိုကပ်လို့ရတယ်ပေါ့နော်ဒါတို့ပလန်တယ်စဖြစ်မှရတော့မဟုတ်ဘူးပေါ့နော်ဘယ်မျက်နှာပြင်ပုံမှာဖြစ်ကပ်လို့ရပါတယ် ခုဆိုရင်ကျမတို့ whiteboard မှာတုံးပြမယ်လေနော် whiteboard တွေမှာဟာဒီ အခု တက်တာတွေမှာအဲ့ဒါမျိုးလေးတွေ ကမရှိပဲ နောက်တော့ကာမရှိပိုင်းပါမှာဖြစ်တယ်နော်ကာမရှိပိုင်းပါမှာဖြစ်တယ်ဆိုတော့ကာမရှိပိုင်းကလုံတက်တယ်ဒါပေမဲ့စာတွေပြန်ရေးတဲ့ခါနောက်ပြီးတော့MPC မှာဆိုလို့ရှိရင်လည်းကာမရှိပိုင်းစာအုပ်တွေတော်တော်များများရှိတယ်နော်နောက်ပြီးတော့ရှင်ဟိုကလည်း KBC မှာဆိုလို့ရှိရင်လည်းတော်တော်များများလေးဗမာလိုကရင်လိုတွေ့တစ်ချင်းမှရှိတာပေါ့ရှိတယ်နော် စန်ဒီစတိုဆရာမတွေနဲ့ တိုင်းရင်သားဆရာမတွေဘာတွေမှာဆိုလဲကာမရှိပိုင်းနဲ့ used to ဖြစ်တယ်နော်ဒီမှာရှိနေပြီးသားဖြစ်တယ်ပေါ့နော်အသုံးပြုတာသေးတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဟာလေးနည်းနည်းလေးနော်အဲ့မှာတတိလုံနီးနဲ့သုံးပြူနီးစီကံလေးနည်းနည်းလေးရှိပါတယ်ဟဲ့သူပထမစာမျက်နှာရဲ့အကြောင်းအရာကိုနောက်ဆုံးစာမျက်နှာရဲ့ကျိုးမှရေးရတာနော်အဲ့ဒီစာလေးတွေရှိပါတယ်ဆိုတော့ကျမတို့အခုပေါ့နော် ကျိုးတယ် အမကြီးအဲ့ဒါ60လို့အလေးတစ်လေးအလေးတစ်လေးအလေးတစ်လေးဆိုတာအလေးလေးအဲ့ဒါလေးလေးပါတာခါတော့ဒီစနေလေးအဲ့ဒါဟိုလည်းနေတယ်နေပြီးတော့အဲ့ဒါပေါ့လို့ဆိုနော်ဒီစာလေးအဲ့မှာကြည့်ရပြီးပြောလိုက်တာအရင်စင်ကြည့်တာဟုတ်လားနော်ဒါဆိုလို့ရှိရင်ကျမတို့ကြိုးတန်းပုံပြင်လေးပေါ့နော်ကြိုးတန်းပုံပြင်လေးကတော့အသုံးပြုပြပေးမှဖြစ်ပါတယ်နော်ဒါကတော့ကလေးတွေကြိုက်တဲ့အတွက်ပေါ့နော်ကလေးတွေကြိုက်တဲ့အတွက်ကျမတို့အဲ့ဒါလေးတွေလည်းရှိတယ် ဒါလေးကတော့ချိုးမှုမိုင်းတိုင်များပေါ့နော် developmental milestone အဲ့ဒီစာအုပ်ကိုတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးစာအုပ်ကြီးနဲ့မရဘူးစာအုပ်ကြီးနဲ့မရဘူးသူတို့ဟိုမှာသွားပြီးတော့မှclinic သူတို့စီမှာကြတော့မဖြစ်မနေကလေးကတိုင်းရတယ်နော်6လတစ်ချိန်တိုင်းရတယ်
တစ်နှစ်အောက်ဆိုရင်3လတစ်ကြိမ်တိုင်းတယ်ပြီးလို့ရှိရင်တော့2နှစ်အောက်ဆိုရင်6လတစ်ကြိမ်တိုင်းတယ်6လတစ်ကြိမ်တိုင်းပြီးတော့မှသူတို့ရဲ့ဖွံ့ဖြိုးမှုအနေအထားပေါ့နော်ဒီမှာဆိုအသက်လေးတွေပါတယ်ပထမပိုင်းမှာဆိုရင်3လတစ်ကြိမ်နောက်ပိုင်းမှာဆိုလို့ရှိရင်4လတစ်ကြိမ်အဲ့လိုမျိုးမဖြစ်မနေစေသူတို့ရဲ့ကျမရေးဌာနပေါ့နော်ကလေးကိုစက်တက်ရတယ်ကျမတို့စီမှာအဲ့ဒါမရှိဘူးပေါ့အဲ့တော့ကိုကလည်းကိုပဲစိုင်းရမှာဆိုနော်ဒီပါတွေအနေနဲ့ကတော့အသက်4လမှာဆိုရင်ကလေးကဘာတွေလုပ်နိုင်ရမလဲသူရောက်ရှိရမယ့်နေရာမရောက်သေးဘူးဆိုရင်စိုးရင်ရတဲ့ဟာတွေကကြတော့ဒီမှာအနီရောင်လေးတွေလည်းကြတယ်အကုန်လုံးမှာကျမတို့အနီရောင်အကွက်တွေကကြတော့ reflex ပေါ့နော်ထားရမယ့်ဟာကလေးကဒါမလုပ်သေးဘူးလားဆိုပါစို့ဒီ4လအရွယ်မှာဆိုလို့ရှိရင်ကလေးကိုကြောက်ချက်ပေးရင်ကလေးကလမ်းယူရမယ်ကွာလမ်းမယူနိုင်ဘူးကြောက်ချက်ကိုလည်းပဲသူကရမ်းခါတယ်လုတ်တတ်ဘူးဆိုရင်ဒါစိုးရင်ရတယ်ပေါ့နော်အဲ့လိုဘယ်အရွယ်မှာဘယ်လောက်ဖွံ့ဖြိုးရမလဲဘယ်လိုရှိရမလဲဆိုတာတခြားနိုင်ငံမှာအဲ့လိုမိုင်းသုံးစာအုပ်ကြီးရမရှိဘူးကျမတို့ကဒီကအစင်သင့်ပေါ့နော်မိဘတွေအတွက်ပေါ့ဆရာမတွေအတွက်ရောဆိုတော့မှဒါလေးကိုလုပ်ထားတယ်ဒီအားကြတော့လုတ်ပေးရမယ်အစိမ်းရောင်ကကြတော့လုတ်ပေးရမယ်အချက်ဖြစ်ပြီးတော့မှတဲ့အုပ်စုအစုံအတွက်ဝိစားနေ7နှစ်အတွက်ရှိတယ်အဲ့မှာမှကျမတို့ဘူးချိုရွယ်အတွက်ဆိုရင်တော့3နှစ်မှသူတို့ကြတော့3နှစ်နဲ့4နှစ်ကနေ5နှစ်ဒီအရွယ်ကလေးတွေကဘယ်လောက်ဖွံ့ဖြိုးရမလဲဆိုတဲ့အချက်တွေကဒီမှာပါတယ်နော်သူနေပင်5ခုအားလုံးမှာနေပင်5ခုပေါ့နော်နံပါတ်1ကတိမှုနံပါတ်2ကကြတော့ကြွက်သားငယ်ကြွက်သားကြီးနံပါတ်3ကကြွက်သားကြီးနံပါတ်4ကဘာသာစကားနံပါတ်4က5ကလူမှုအဲ့ဆိုမှဒီ5ခုပေါ့နော်နေပင်5ခုကျွဲတနေရာချင်းစီအတွက်ကျမတို့လုပ်ထားတယ်အဲ့တော့ကျမတို့ကprogram planning ပေါ့နော်အပတ်စဉ်သင်ခန်းစာတရားတွေရေးဆွဲတဲ့အခါကြလို့ရှိရင်ဒီထဲကအချက်တွေကိုအလက်ကျထည့်ရနော်ဒီထဲကအချက်တွေကိုဘာတွေရဖို့ကိုကလေးကဘယ်ဟာတွေကိုတိမှုနဲ့ပတ်သက်လို့ရှိရင်ဘာတွေမရသေးဘူးလဲဘာတွေရပြီလဲဆိုတာတွေကိုဒီအချက်တွေနဲ့ပေါ့နော်အခုကဒီမှာပုံနံပါတ်တွေလည်းထည့်ထားတယ်ဥပမာဖြင့် 2.4 စာရွက်များကိုစုပ်တိုင်နိုင်တယ်လက်ထောက်ကျွတ်သားလေးတွေသူကစုပ်နိုင်တယ်ပစ္စည်းလေးတွေကိုပြစ်နိုင်တယ်အစသဖြင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပုံဆွဲရေးချစ်နိုင်တယ်နှစ်တသမတစ်ကိုသူကလုံနိုင်ပြီဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာတက်ဆိုရင်ကုတ်နံပါတ်နောက်ထပ်တစ်ခုတွေဖြစ်သွားမှာပေါ့နော်ဒီဖွံ့ဖြိုးမှုကျမတို့အပတ်စဉ်သင်ခန်းစာရေးဆွဲတဲ့အခါတိုင်းမှာကလေးတွေဘာရည်ရွယ်ချက်ထားရမလဲဆိုတာကိုဒီမှာကြည့်လိုက်ရတယ်ပေါ့နော်ရည်ရွယ်ချက်ကိုဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုစီအတွက်အများကြီးမလိုဘူးနေပယ်တစ်ခုမှတစ်ခုနေပယ်တစ်ခုမှတစ်ခုဘာသင်ခန်းစာပဲတင်အဲ့ဒီအကြောင်းအရာနဲ့ဒါတွေကိုရောက်သလားဆိုတော့ပြန်ဆန်းစစ်ရမှာနော်ဒါကသူ့မှာဆိုလို့ရှိရင်စိုးရင်ရမယ့်နေရာ reflect ကလည်းပဲအများကြီးပဲရှိတယ်3နှစ်နဲ့4နှစ်အရွယ်ကလေးဟာဒါတွေမလုံနိုင်ဘူးဆိုရင်တတိလုံနိုင်ပြီလားတတိပြုပါဒါတွေကိုလုပ်ပေးပါနော်ဒါတွေကိုထပ်ဆောက်လုပ်ပေးပါဆိုပြီးမှအကြံပြုချက်တွေအများကြီးပြန်ထည့်ထားပါတယ်လို့အဲ့တော့မူဂျိုဆီယာမတွေအတွက်ဆိုတော့ဒီ3နှစ်မှ4နှစ်ရဲ့4နှစ်ကနေ5နှစ်အရွယ်အတွက်ဖွံ့ဖြိုးမှုမိုင်းတိုင်တွေကိုကြည့်လာကလေးတွေကဒီမိုင်းတိုင်တွေကိုရောက်လားမရောက်လားဆိုတာကိုစမ်းစစ်ရမှာကျမတို့မှာမူဂျိုမှာသင်တန်းစာမှာစမ်းစစ်လွာရှိရနော်စမ်းစစ်လွာစာဆောင်ကကြတော့ဒီလောက်အသေးစိတ်မပါဘူးစမ်းစစ်လွာစာဆောင်ကိုလည်းအသုံးပြုပါအဲ့ဒါလည်းကောင်းပါတယ်ဒါကတော့ပို့ပြီးမှအသေးစိတ်ကြတဲ့ဟာဟုတ်ပါတယ်လို့ကိုကလေးတွေအတွက်တပတ်စာသင်ခန်းစာရေးဆွဲတဲ့အခါမှာဘယ်ဖွံ့ဖြိုးမှုနယ်ပယ်မှာဘာတွေလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့မှကျမတို့ရည်ရွယ်ချက်တွေကိုထည့်ဖို့အတွက်သူတို့ရောက်လားမရောက်လားဆိုတာဆန်းစစ်ဖို့အတွက်ဒီဖွံ့ဖြိုးမှုမိုင်းတိုင်စာအုပ်ကကျမတို့ကိုအထောက်အကူပြုမှာဖြစ်ပါတယ်လို့ဆိုပြီးမှရှိပါတယ်လို့planရလွယ်ကူအောင်ကျမတို့ဒီမှာအသက်အရွယ်နဲ့နော်အသက်အရွယ်လိုက်ဒီလိုလေးတွေထည့်ထားပေးပါတယ်လို့ဒီစာအုပ်လေးကကျမတို့ဆရာမတွေအတွက်ပေါ့မိဘတွေအတွက်ပေါ့reference ပေါ့နော် reference အနေနဲ့ထားရမယ့်စာအုပ်လေးဟုတ်ပါတယ်
ကျမတို့ပန်ဂျူလက်မှာ Red River College ကပြုစုတဲ့ SECD ဆိုတဲ့စာအုပ်လေးလည်းပဲရှိပါတယ်နော်ဒီ SECD ကကြတော့မိဘပညာပေးကို Science of ECD ပေါ့သိပ္ပံနည်းကြဘယ်လိုလုပ်ရမလဲဆိုတဲ့အခါကို Red River College ကပြုစုထားတာကိုကျမတို့က PowerPoint နဲ့တွေ့ရတာဒါကတော့သူ့စာအုပ်ဒီပဲကြည့်နေဆိုတော့မထီရောက်ဘူးပေါ့နော်သက်ဆိုင်ရာ PowerPoint နဲ့ရောကြည့်ပြီးမှဒါကိုသင်ယူနိုင်ပါတယ်လို့ဒါကကြတော့သင်တန်းနဲ့အတူတူရယူနိုင်ပါတယ်လို့ပုံပြင်စာအုပ်တွေအများကြီးရှိပါတယ် မြင်ဆောင်တွေကတော့ဒီကျမတို့ပန်းပြိုလက်ကထုတ်ထားတဲ့ဟာတွေပေါ့နော်။ဒါတွေကမူဂျိုတွေအတွက်ရယ်ကလေးတွေပုံပြောဖို့အခုပုံမြင်ပြောနည်းလမ်းညွန်တွေမှာသုံးဖို့ရောကလေးတွေတင်ယူရနေရာတွေမှာထားရှိဖို့အတွက်ရောပြီးတဲ့ခါကျတော့ကျမတို့တွေကအတွင်းမှာကလေးတွေ coloring ချေဖို့အတွက်လည်းလုပ်ထားပေးတယ်ပေါ့နော်ဒါဆိုရင်ဒီစာအုပ်လေးကဈေးနှုန်းနဲ့ကျမတို့တွေကအနည်းဆုံးနဲ့လေကျမတို့ကဖြန့်ဖြူးပေးထားတာဟုတ်တယ်မူဂျိုတိုင်းအတွက်လည်းရှိဖို့ဟုတ်တယ်ခလေးတိုင်းအတွက်လည်းရှိဖို့ဟုတ်တယ်ပေါ့နော်ဒီဟာကကျမတို့အမျိုးအစား20ကျော်လောက်ရှိပါတယ်ရှင်ဒါပန်ပြိုလက်မှာညာရှိပါတယ် poster post game ပြရတယ် ဒါကတော့ကျမတို့ box game လေးတွေပါเนาะကျမတို့အမျိုးအစားကတော့အများကြီးရှိတယ်ကလေးတွေတင်ယူရနေရပေါ့เนาะညရည်နေရတင်ယူရနေရမှာကျမတို့ကလေးတွေနဲ့အတူကစားဖို့ဖြစ်ပါတယ် ဒီမှာဥပမာ ဒီထဲမှာကကလေးအသက်အရွယ်နဲ့ကလေးဥယျာဉ်နဲ့လိုက်ပြီးတော့ကစားပေးနိုင်ဖို့အတွက်ဖြစ်တယ်ကျမတို့ဒီထဲမှာနှိမ်ကြားချက်တွေ ဒီတရားတော့မျိုးစုံပေါ့နော် box game ကတော့အဲ့ခေါင်းစဉ်နေpost game မျိုးစားလည်းပဲလက်စစ်တော့ရှိပါတယ်အဲ့မခဏတော့ဘယ်တော့သူကလည်းဒီညွှန်ကြားချက်တွေရှိတယ် poster တွေရှိတယ်ဒီ poster မြန်မာဒီ poster အင်္ဂလိပ်လိုfeeling poster ပြီးရင် speech poster ဘူရာယုံရှုခဲဘူရာကြီး speech poster ဟုတ်ပါတယ်နောက်ထပ် poster speech poster ရန်ကုန်မြို့တောင်ထောင်မိဘပညာပေး poster တွေရှိတယ်အာဟာရနဲ့ပတ်သက်ပြီးတော့မှမွေလီကကစားနည်းပဲရှိပါတယ် and watching poster ရှိပါတယ်ဒါကတော့ downtown မှာရန်ကုန်မြို့ရဲ့ downtown ဒီအနေထားဟုတ်ပါတယ်လို့ မူဂျိုဆီယာမတွေမဖြစ်မနေမူဂျိုကျောင်းမှာရှိရမယ့် poster ပေါ့နော်တင်ကြားရေးအတွက်အသုံးပြုတာလေနော်ဒါကလေးနဲ့အတူတူတင်ယူရမယ့်အရာတွေစင်ပွားပြီးလုပ်ရမယ့် poster တစ်ချက်တည်းမှာအများကြီးလုပ်ရမယ့်လုပ်ငန်းစဉ်ဒီ poster တစ်ချက်တည်းကနေသွားတာပေါ့နော်အဲဒါကြောင့်မလို့ဒါကတော့မူဂျိုကျောင်းတိုင်းဆီယာမတိုင်းမဖြစ်မနေရှိတာမယ့် poster ပေါ့နော် flash card ကြီးလည်းပဲရှိပါတယ်အဲ့ဒါကတော့ဆမတယူဝင်လောက်ထားတဲ့ flash card တွေဖြစ်ပါတယ် ဒါကတော့စားစာနဲ့ဟုတ်ဆရာမတက်ယူဝင်ပြပေးမယ်နော် ဒါကြတော့ဒါကြတော့ကျမတို့ဒီမူဂျိုကျောင်းနေမူဂျိုကျောင်းနေမဟုတ်ပါဘူးအတန်းကျောင်းတချို့ပေါ့နော်အတန်းကျောင်းတချို့မှာလည်းသုံးလို့ရတယ်ဆိုတော့မြန်မာ English သင်တာဖြစ်ပါနော်အခုများတော့တစ်ခါကျောင်းနေဆိုရင်မြန်မာသင်တယ် English သင်တယ်ဘာသာစကားနေလည်းသင်တယ်ဆိုတော့ဒီကကြတော့မျိုးပေါင်း14မျိုး15မျိုးလောက်ရှိတယ်ဒါကြတော့အစားအစာပေါ့နော်ဒါတော့ sport ဖြစ်တယ်ပြီးသွားလို့ရှိရင်တော့ကြတော့ alphabet နဲ့ပတ်သက်တဲ့ဟာလေးရှိတယ်ဒီကကြတော့ colors မှာနော် colors နဲ့ပတ်သက်တဲ့ဟာလေးရှိပါတယ်သူ့ကိုအဲ့ဒါကိုကြတော့အများသောအားဖြင့်ကျမတို့ကစာဖတ်တဲ့နေရာမှာထားပါတယ်နော်စာဖတ်တဲ့နေရာမှာအဆုံးဖြစ်တယ်နော်ထိတ်ထားတာကကလေးတွေသူကလိုက်ကြည့်တာပေါ့နော်ကိုအသုံးပြုမဲ့ဟာဒီနဲ့ကျမတို့အဲ့ဒါကိုသုံးကပါတယ်နည်းမရှိဘူးနော် colors တွေနော် colors တွေနေသုံးပြုတယ်နောက်ပြီးတော့သူတို့ဒီဟာလေးတွေတော်တော်လေးကြိုက်ပါတယ်နော်ဒီသက်တော်အကြောင်းတွေပေါ့နော်သက်တော်အကြောင်းတွေမှာသူလိမ့်လားခုနကပြောတယ်မလားအပြည့်ပြိုင်ပွဲဆိုရင်ခုနကလေးကပြောတယ်မလားပြောတယ်ပေါ့နော်ရှင်အဲ့ဆိုတာနဲ့ကျမတို့ဘာလို့ဒီကောင်လေးပြလိုက်တာမျိုးဒါမျိုးတွေဖြုတ်လို့ရတယ်နော်ဒီ frame နဲ့ဖြုတ်ပြီးတာတော့အသုံးပြုလို့ရတယ်ပြီးရင်တော့ကျောင်းမှာတန်းလန်းချိတ်တဲ့အတွက်လည်းအဲ့ဒါအသုံးပြုလို့ရတယ်နော်အများစုကတော့ဒီဥစ္စာဟိုစာကိုသုံးပါတယ်မြန်မာလိုတိုင်းရင်းသားဆိုတိုင်းရင်းသားလိုရင်သုံးမြန်မာလိုသုံးမှ English သုံးတာပေါ့နော်ဥစ္စာတွေ internet နဲ့ပတ်သက်တဲ့ဟာနော်အဲ့ဒါလေးတွေသုံးကြပါတယ်နော် perfect နည်းဆိုပြီးရှိပါတယ် ဟောလက်ထိုးရုပ်ကတော့ခဏနေပြောမှဖြစ်လာလက်ထိုးရုပ် ပြပြတယ်လေအထုပ် လက်ထိုးရုပ်
လက်ထိုးရုပ်သေးလေးနော်လက်ထိုးရုပ်သေးလေးတွေလက်ထိုးရုပ်သေးလေးရှိတယ်နော်ဒါလက်ချောင်းစုပ်ခေါ်တာပေါ့နော်ဒါလက်ထိုးရုပ်ဟာလေးကိုချက်တာ finger puppet hand puppet ရှင်နေကျမတို့ထိုးရုပ်ကတော့တအားမပြောတော့ဘူးလက်ထိုးရုပ်ကကျမတို့အားလုံးရုံးမှရှိတဲ့ဟာကိုရုံးကဟာကိုဖောက်လိုက်ပါနော်လက်ထိုးရုပ်ကအားလုံးကျမတို့သိတယ်ဒါလို့တင်တော့ဘူးလို့တော့ဒါမျိုးလို့ပဲနော်ဆိုတော့ကျမတို့ဒီဒါကတော့ဗောနော်အကောင်ရပါတော့ကျမတို့တော့ချက်တူရေးလေးသုံးတာဖြစ်ပါတယ်နော်ဒါဆိုရင်ကျမတို့ကသုံးတဲ့ခါမှာဒီကောင်ကိုလက်မထည့်ပါနော်ဒီကောင်လေးကိုလက်မျိုးလေးထည့်ပြီးလက်သုံးချောင်းကိုဒီထဲမှာထည့်ပါနော်အဲ့ဒါဆိုရင်သူကအရင်ပဲကောင်းတာနော်ကျေးဇူးတင်ပါတယ်ပြန်มาတော့မယ်နော်ဗါဆိုအဲ့ဒါပြီးလေးနေပေါ့နော်ဟုတ်တောင်းနောက်ဆုံးမှပြောပြသွားအခုပြန်သွားအောင်မလမ်းပေါ့ဟာကဲဟုတ်ပါတယ်နော်ခုနကပြောသလိုပဲပေါ့နော်ဒီစတဲ့တော့ဒီကင်မရာမန်ကလေဒါဆိုဒီမှာအဲ့လိုသွားမယ်ဟမ်ကင်မရာမန်ကိုပဲတော့ကပဲခင်ဗျာတော့ခုနကပြောသလိုပဲပေါ့နော်ကျမတို့အသုံးပြုတဲ့အရာအားလုံးဟာကျမတို့က background ဖြစ်သွားတယ်နော်လူကအဓိကမဟုတ်တော့ဘူးကျမတို့အသုံးပြုတဲ့ဇက်ကောင်တွေကအသက်ဝင်သွားတယ်သူတို့အသက်ဝင်တဲ့ပုံစံနဲ့အသုံးပြုပါချွတ်တဲ့ကောက်ဒီပဲဆက်ဆံတော့နော်ရှုခဲရေမင်္ဂလာပါရှင်ရှုခဲဒီနေ့ပါစားခဲ့တယ်ရုပ်တိအရှင်တွေကဘာမှကြွေးဘူးဒါနေရုပ်တိလေးပဲကောက်စားထားတယ်ကျမတို့နေကောင်းလားလို့မေးလိုက်ပါဦးနေကောင်းလားဆရာမတို့ကောင်းပါလေ ကလေးတို့လေကောင်းနေလေကောင်းပါလေဆရာမတို့ဒီနေ့တင်တဲ့ရတာပြောပါသလား ပါလေ မမရပါသွားတာပါလဲရှင် အပုံကျလေတဲ့ ပြန်ရောက်ရင်ကလေးတွေနဲ့တူတူလုံးမဲ့ဟာပါလဲရှင် ပါတာက ဟုတ်ကောင်းလိုက်တာတော်လိုက်တာအနည်းဆုံးတစ်ခုတော့အနည်းဆုံးတစ်ခုကိုအသုံးပြုပေးပါနော်ဒီတစ်လမှာအနည်းဆုံးတစ်မျိုးနောက်တစ်လမှာအနည်းဆုံးတစ်မျိုးလေးလုပ်ပေးရင်တော့မှကျမတို့ကလေးတွေကပျော်ကြမှာပါချူကေး thank you ပါနော်ကျေးဇူးပါတာလက်ထိုးရုပ်အသုံးပြုနည်းတွေလည်းပဲကျမတို့အများကြီးပြန်လေ့ကျင့်မယ်နော်လက်ထိုးရုပ်ကိုဒီဘက်ဘယ်ရောညာရောကလေးတွေကကျမတို့နဲ့စကားမပြောချင်ဘူးလက်ထိုးရုပ်နဲ့စကားအများကြီးပြောချင်တယ်လက်ထိုးရုပ်ကိုအသုံးပြုပြီးတော့မှစိတ်ခံစားမှုရှိနေတဲ့ကလေးတွေကသူတို့နဲ့တရင်တနည်းပြောလာဖို့အတွက်သူ့ကိုကလေးတူးချင်းစီမှာတွားပြီးမှထိတွေ့ခွင့်စကားပြောခွင့်အဲ့ဒါလေးတွေပြောပြီးပါကျမတို့ကိုသူတို့လူကြီးတွေကိုမပြောချင်တဲ့အရာတွေကိုလက်ထိုးရုပ်ကိုပြောချင်ဒီပတ်ပက်တွေကိုသူတို့ကအဖော်ဖြစ်နေသူတို့ကပြောရဲတယ်နော်ဒီဒါကြောင့်မလို့လက်ထိုးရုပ်တွေအသုံးပြုခြင်းဆိုင်ရာကအရန်နဲ့နေတယ်ကျမတို့စိတ်ဖိစီးမှုခံစားနေရတဲ့ကလေးတွေနော် psychosocial support လိုနေတဲ့ကလေးတွေဒီသူတို့တွေကသူတို့ပြောချင်တဲ့အကြောင်းအရာတစ်ခုခုကိုကျမတို့မပြောပေမဲ့ရုပ်သေးတွေကိုသူတို့လွတ်လွတ်လပ်လပ်ပြောပါတယ်သူတို့ချင်းပြောလို့ရအောင်အတုလောက်တန်းမှာလည်းထားပေးပါအတုလောက်တန်းနေရာမှာထားပြီးမှသူတို့ကအဲ့မှာလည်းသွားပြောပါလိမ့်မယ်နော်ရွှေခဲကြီးတိလားမနေ့ကလေငါအိမ်မှာဘာဖြစ်တယ်ဆိုမှသူတို့ကလက်ထိုးရုပ်ကိုသူတို့ကိုယ်တိုင်သွားအသုံးပြုပြီးမှသွားစကားပြောနေတဲ့မြင်ကွင်းတွေကျမတို့မြင်ဖို့လိုတယ်နော်သူတို့ပြောရင်လည်းပြောတာဖြစ်ပါဖြစ်ပေါ့ဒါကြောင့်မလို့မဖြစ်မနေတောင်းမှရှိကိုရှိရမယ်နော်လက်ထိုးရုပ်တွေကိုယ်တိုင်လုပ်လို့ရပါတယ်ခြေအိတ်တွေနဲ့လုပ်လို့ရတယ်လက်အိတ်တွေနဲ့လုပ်လို့ရတယ်အဝတ်တွေနဲ့လုပ်လို့ရတယ်ဝယ်မှလက်ထိုးရုပ်ဖြစ်တာမဟုတ်ဘူးလို့နော်အဲ့ဒါလေးကတော့အရန်အတုံးဝင်တဲ့တင်ထောက်ကူဖြစ်စီမှုလို့ကျောင်းတိုင်းမှာလက်ထိုးရုပ်ကိုရှိအောင်လုပ်ကြရအောင်ဖန်တီးရအောင်အတုံးပြုတတ်အောင်လည်းပဲလေ့ကျင့်ရအောင်ဒီYouTube တွေမှာသွားကြည့်လိုက်လို့ရတယ်နော်လက်ထိုးရုပ်အသုံးပြုနည်းတွေအများကြီးလည်းရှိပါတယ်လို့ Okay ဆိုရင်လေကျောင်းမှာပေါ့နော်လက်ထိုးရုပ်တရုပ်ရောက်လာပြီဆိုလို့ရှိရင်
သူတို့နာမည်ပေးခိုင်းပါပေါ့နော်ကျမတို့ကအခုသူယူလာပြီပေါ့နော်ကျမတို့အခုဝယ်သွားပြီပေါ့ကဲဟုတ်ပြီမချစ်စမ်းမအောင်ဆရာမအဲ့ဆိုသူ့ကိုနာမည်ပါပေးနေကောင်းပါဟောသူအဲ့ဒါသူတို့ရဲ့ friend ပေါ့နော်သူတို့ရဲ့တငယ်ချင်းနေနာမည်ပါပေးနေသူပါအဲ့ဆိုအရင်ကောင်းပါနော်အနောက်ကျကြည့်သူတို့နဲ့အများကြီးပြောလာဖြစ်နိုင်တယ်ဆိုရင်နှစ်ခုလောက်ကိုလူပုံရှိရမလားလူပုံလေးရှိတယ်နော်မိန်းမလေးရုပ်ယောက်ျားလေးရုပ်ခရစ်စတန်ရုပ်အဲ့ဒါလေးလုပ်ကောင်းနော်နောက်ပိုင်းတင်ထောက်ကူလေးလုပ်တဲ့ခါကျရင်တော့အဲ့ဒါလေးပါမယ်ထင်ပါတယ်နော်ဒါဆိုရင်ကျမတို့ကလက်ထိုးရုပ်ပြီးသွားပါပြီနော်လက်ထိုးရုပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျမတို့နောက်ဆုံးချန်နေတဲ့တစ်ရှူးလေးမသားခင်လက်ချောင်းစုပ်ကလေးကိုသွားလိုက်မယ်နော်လက်ချောင်းစုပ်ကတော့ကျမတို့အားလုံးဝယ်လို့ရတဲ့ဟာရှိတယ်လို့လုပ်လို့ရတဲ့ဟာရှိပါတယ်ပေါ့နော်ဝယ်လို့ရတဲ့ဟာရှိတယ်လို့အော်ဒီနော်ဒါလေးတွေကဒါကတော့ဒါပြောနော်ပြော ဘာမှမပြောကိုယ်တော်လို့တင်လိုက်တော့နော် ဒါကတော့လက်နော်ဒီမှာနော်ဒီဟာမှာအကောင်ရုပ်တွေပါတယ်အမျိုးရှိတယ်လို့နော်ဒီရုပ်နော်ရှိတယ်လို့အားတို့ဆီယမတွေမလဲကျွန်မအရုပ်ကလေးတွေပေးထားပါတယ်နော်အဲဆီယမတို့လက်ကလေးတွေပြကြပါဒီအရှိနာလေးတွေထိုးပြီးတော့နော်ဆိုတော့ကျွန်မတို့အဲ့ဒီထဲထဲမှာဆိုလို့ရှိရင်တရိတ်ဆန်အကောင်ရုပ်ကလေးနော်ကျွန်မတို့နော်အရင်ဝေးနေတော့တိုင်းဟုတ်တယ်နော် ဟိုဘက်မှာသူတို့တွေကလက်ထိုးရုပ်တွေကြွားနေတာ လက်ချောင်းစွပ်လေးနော်လက်ချောင်းစွပ်လေးဖြစ်ပါနော်ဒါသူတို့ဟိုကလှုပ်ထားတဲ့ဟာလေးတွေဖြစ်ပါလို့နော်လက်ချောင်းစွပ်လေး perfect finger perfect သူကကြတော့နော်သူကလက်ချောင်းစွပ်ပေါ့နော်လက်ချောင်းစွပ်ကလေးတွေမှာနော်ဟိုကတတိပြုရမယ့်တစ်ချက်ပေါ့နော်တတိပြုရမယ့်တစ်ချက်ခဏနော်လက်ချောင်းစွပ်ကလေးတွေမှာဆိုလို့ရှိရင်ဆရာမတို့လှုပ်တယ်နော်ဆရာမတို့လှုပ်ပြီပေါ့နော်ဒီတရိတ်ဆန်နော်ဒီတရိတ်ဆန်အကောင်လေးတွေပေါ့နော်အကောင်လေးတွေဆိုလို့ရှိရင်ကျမတို့တွေသူ့နောက်မှာနော်သူ့နောက်မှာကျမတို့ star planet ပေါ့နော် star planet ညှက်လိုက်မယ်နော် star planet ညှက်လိုက်မယ်ညှက်လိုက်တော့ဒီဟာထွက်လာဒီဟာထွက်လာပြီးတော့ကျမတို့ရဲ့လက်ညိုးပေါ့နော်ကိုလက်ညိုးမှာပြန်ပြီးတော့ဒီလိုမျိုးလေးလုပ်ပြီးတော့ star planet တစ်ခုနဲ့ပြန်ပြီးတော့ညှက်ပါနော်ညှက်လိုက်ပါနော်ညှက်လိုက်မယ်နော်ညှက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့လက်ချောင်းမှာဆွတ်မယ်နော်လက်ချောင်းမှာဆွတ်လိုက်တယ်လက်ချောင်းမှာဆွတ်တဲ့ခါကျလို့ရှိရင်ကျမတို့အသုံးပြုရမယ့်ဟာပေါ့နော်တခြားဆံမတွေလည်းလုပ်လို့ရတယ်နော်သူ့ကိုစကားပြောတော့မယ်ဆိုလို့ရှိရင်ကျမတို့လက်စစ်ကဲနော်ကျမတို့ရဲ့လက်စစ်ကဲဒီဟာကိုတုံးနော်လက်စစ်ကိုသူကစကားပြောမယ်ပေါ့နော်တုံးလာဖြစ်ပြီးတော့သူသွားတော့မယ်ဆိုလို့ရှိရင်တော့ဟိုဒီထဲမှာပြောင်းပြန်ဖြစ်နေတယ်နော်ကျမတို့ဘက်ကအတက်နော်ဟိုထဲမှာပြောင်းပြန်ဟိုမကြည့်နဲ့ပြရမယ်ထင်တယ်အဲ့လိုသွားပြရမယ်နော်သူကျမကတော့ပြောင်းပြန်ဖြစ်ဟိုထဲမှာအတက်ဖြစ်နော်ဒါဆိုလို့ရှိရင် तू ကသွားတော့မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနော်ဒီလက်ချောင်းအားလုံးလက်ကိုတုံးကြည့်ပါလားအယုံမရှိတော့လေနော်လက်စစ်ကိုတော့စကားပြောတော့မယ်ဆိုသူ့ကိုဒီဒုတိယအစစ်ကိုသုံးပါနော်သွားတော့မယ်ဆိုလို့ရှိရင်အတန်းလိုက်ပြီးကိုသွားပါနော်အဲ့ဒါမျိုးလေးသုံးဖို့ဖြစ်ပါတယ်နော်ဆိုတော့ကျမတို့ကဒီမှာသွားနေတဲ့ခါကြလို့ရှိရင်သူနဲ့တွေ့တယ်ဆိုလို့ရှိရင်သူ့ကိုဒီနားသွားပြီးတော့သူကသူလာတယ်ပေါ့လာရင်းနဲ့သူ့ကိုအရှိမဒီကောင်နဲ့တွေ့တယ်ပေါ့နော်ဆိုလို့ရှိရင်လို့နော်တွေ့တဲ့ဟာနည်းနည်းချင်းဆိုင်တွေ့တယ်သူနားဖြတ်သွားတာလာအေးအဲ့ဒါမျိုးလေးတွေကျမတို့ကသုံးလို့ရပါတယ်နော်ဒါကတော့အရင်ကလွယ်ကူတဲ့ဟာဖြစ်ပါနော်အရင်ကလွယ်ကူပြီးတော့ trace အကောင့်ကောင်ကိုကျမတို့တွေဒါလေးနဲ့သုံးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒါဆီယမတွေသူတို့လုပ်ထားတဲ့ဟာဖြစ်ပါတယ်လို့နော် လက်ချောင်းအကွေးအဆန်လေးတွေလေ့ကျင့်ကြရမယ် နော်အဲ့ဒါလေးဆိုရင်ကျမတို့လက်ချောင်းစွန်းနေကျမတို့ပြီးသွားပါပြီဖြစ်ပါကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျမတို့ရဲ့ပုံမြင်ပြောနီလန်နော်ပုံမြင်ပြောနီလန်14မျိုးကတော့ပြောပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ဒါကြောင့် တနည်းဘယ်လောက်ကြတယ် ဒါပဲဒါဘယ်လောက်လဲ 14ဆိုတော့ ဟုတ်ဒါတော့ဟုတ် 8500ဆိုတော့ တော့900လောက်ပဲကြာမှာ တနည်းကို တနည်းကို 900 နီးကို900ပဲခလေးတော့ပဲနော်ခလေးက3လို့ဆိုတော့ဒေါ်လာ900လောက်တန်ပါပြောတာ600နော်ဒါကြောင့်လို့လေ အော်တနည်းကို600ကြတယ်အေးဟုတ်ပါပြီ နော်ဒါဟိုကလေကျမတို့ဆီယမတွေရောပေါ့နော်ကျမတို့ဆီယမတွေရော training ပြန်ပေးတဲ့သူတွေလည်းပါမယ်ထင်တယ်နော်ကျမတို့ကတင်တဲ့ပြန်ပေးတဲ့သူတွေလည်းပါမယ်ဒါမှမဟုတ်ကိုတက်ပြီးတော့ကိုချင်းချင်းပြန် sharing လုပ်မဲ့သူတွေလည်းရှိမှာပါပဲနော်ဒါကြောင့်ကျေးဇူးပြုပြီးတော့ရှေ့ဘက်အတွင်းမှာဒီနီလန်းလေး14နှစ်တွေကတစ်ခုခုပြန်အသုံးပြုကြဖို့အတွက်အားပေးချင်ပါတယ်ပေါ့နော်
chess school ပေါ့နော် Sunday school ဖြစ်ဖြစ်ဓမ္မ school မှာဖြစ်ဖြစ်တင်နေတဲ့သူတွေလည်းဒီတစ်ပတ်ကလေးတွေကိုပုံပြောမယ်မိဘမဲ့ကေဟာမှာတွားပြီးတော့ပြောမဲ့သူတွေဆိုလို့ရှိရင်လည်းစစ်ဆောင်စခန်းမှာတွားပြောမဲ့သူတွေဆိုလို့ရှိရင်လည်းတခုခုကိုဒီတစ်ပတ်အတွင်းကိုပြောပေးပါပြီးတော့လို့ရှိရင်လည်းဘာပြောခဲ့ပါတယ်ဆိုတော့ကျမတို့ group ကိုလည်းတင်ပေးကြပါပေါ့နော်ဒါကဘယ်ပုံပြောနည်းကိုအသုံးပြုပါလဲဆိုပြန်တင်ပေးစီချင်ပါတယ်လို့နော်နောက်ဒီ14နေ့ကတော့ကျမတို့ရဲ့ပထမဆုံးထွက်တဲ့ပထမစာအုပ်ဖြစ်မှာဖြစ်ပါတယ်ပေါ့နော်နောက်အုပ်တွေထွက်နိုင်ဖို့ရန်အတွက်လည်းကျမတို့ Pamphlet Technical Team ကနေပြီးတော့ဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်လို့